မင်းဘယ်လိုဖြစ်လာလို့သားရဲ့ဟာမင်းတွေ့ရလေတွေ့နေပါမရဲ့သမီးပါမရဲ့လာတော့သမီးတော့လေးမကြီးလုံးကွာ你不能回来了。对的，那么大爷没不了比大的，我表啥嘛？ငါ့ကိုဓာတ်နဲ့ဝိုင်းခုတ်ကြဦးလေမနေ့ကပါတော့ဟုတ်ဘူးဘယ်မှာလဲဒီဆဲဘယ်မှာမသွားဘူးလေသမီးရလေကွာတို့ကဒီကောင်ကြောင်ကြမ်းနဲ့ပြောနေတာငါမဟုတ်ဘူးလေတာရဲ့ဦးလေးမဟုတ်ဘူးလေ等下是哪里表达啊？ တေချာတယ်တေချာတယ် အမတိတန်းနေပြီ ဦးလေ 哦，你看你们ပြောနေတယ်ဒီကောင်ပေါ်ဆိုနေပြီအဲ့ဒါသူ့အတွက်ဒီလုံးနေလို့ဒီကောင်ရှောင်းပြောနေတာဖေမဟုတ်ဘူးအိမ်မထဲမှာတော့ဦးလေးပဲအဲ့ဒါအိမ်ရနိုးတော့ဘိုက်စားလို့ကျွန်တော်ဒီဆိုင်ထွက်လာတာ အိမ်မထဲ အဲ ဟာမထားတာရတယ်လို့ပေါ်လာတယ်လို့ 那也得来哩，你俺说俺们老下了，俺说烂完了呗。ဟေး ချစ်လို့စားတာပါဟာ လုံးပြန်ပြီမင်းစားတာလွန်နေနော်ဘိုက်စားလို့ရှရင်လေရိုးလာစားပါလားအခုမင်းဟာလေသွေးတွေကလည်းပါသေးတယ်ဘိုက်ကလည်းဒီဓာကြီးကမင်းဓာကြီးဘလူမြတ်ထည့်လာတာဟဲ့ ဦးလေးကဒါအတွေ့ကြီးပါဒီမှာကြည့်ပါ ဒီကောင်လုံးလိုက်ရမ်းနဲ့မလုံးမင်းဟာကြက်သေးကိုမရှိဘူးဘလို့ကောင်မှမသိဘူးစားတာ ပေါ့မို့လုပ်ပါဟာငါတကယ်ဘိုက်စားလို့ပါဘာရှိလို့ ဘာမှမရှိဘူးစိုင်လဲသိနေပြီအေးရှိလဲနေမတတ်တော့မကြွေးဘူးခဲ อ๋อငါတကယ်စားလို့ပါဦးလေးပြောဝေးပါဦးဗျာလုပ်ပါဦး အဲ့သမီးဟိုအဖေတို့အိမ်အောင်စားမယ်ဟာဒီကောင်လာကျွေးလိုက်တော့ မကြွေးဘူးလက်ပါနင်အဲ့ဒါမျိုးတွေကြက်လုံးတော့ဒီနေ့ဒုက္ခရောက်လိမ့် နေရလေဟာချစ်လို့စားတာပါဆို Chillo Sara, Klimaru ya. Chillo Sara, Pudino ya. Yosi jina sitom sune Chillo Sara va. Lone kiye sitom sune Chillo Sara va. Chillo Sara va. ဦးကျော်ဘာဖြစ်လို့လဲဗျဟမ် ထိုင်လေပြိုသွားပြီ အော်မုံတိုင်းတိုက်လို့လား ဟာဘောဘူးလေမမမိုးတော့နိုင်လို့လားဟောပါအောင်ပြီဟောပါအောင်ပြီ အော်အဲ့ဒါဆိုရင်အုံးသီးကြွေကြတာနေမှာပါနော် အယူကြီးရတယ်ဟောပါအောင်မေအဝေးတော့ဘလို့လို့အုံးကြီးပြေပါမလဲ ဟာကြွေတယ်ဒီမှာခုနကလေအဲ့အုံးကြီးအဲ့လိုဝိုးဆိုကိစ္စကိုတွေ့လိုက်တယ် မများတယ်ဒီကဘာကျွန်တော်ချစ်လို့စားတာ ချစ်လို့စားတာပါ ပြန်တော့မယ် ချစ်လို့စားတာဦးလေးချစ်လို့စားတာလေဦးလေးချစ်လို့စားတာလို့ဟဲ့လက်ပိုက်ဘာလို့လာလဲကွာဒီဘက်ကနှိပ်ပြနေတာကွာမင်းကလေ တဲစင်ကြတာလေကွာတဲစင်ကြဆိုတော့မင်းကြားဘူးလား ပါသေးပဲကြလေဒီမှာငါအလုံးလုံးနေကမင်းနားမလဲဘူးလားကွာ မင်းရလေကွာတကယ်ကြီးချစ်လို့စားတာဘာဖြစ်လို့လဲ ချစ်လို့သားနေရကမစားတယ်ကွာ စားတော့ဘာဖြစ်လဲကွာမင်းရလေချစ်လို့စားတာဟုတ် အေးမင်းကချစ်လို့သားတယ်ငါမင်းကိုမချစ်လို့လုံး ဟာဟဲ့လုံးနေလေ အဖေခောက်ဆွဲပြုတ်ရပြီ အာဟုတ်ပြီဗျာအကဲခေါက်ဆွဲပြုတ်ရပါပြီခင်ဗျာခေါက်ဆွဲပြုတ်ဘူးအမလေးပူလိုက်တာခေါက်ဆွဲပြုတ်ဘူးချိုလေးပူလိုက်တာခေါက်ဆွဲပြုတ်ဘူး ဘာတွေလုပ်နေတာလဲ နေမိတ်ပါဦး ဟောနေရအောင်မဲလားအမလေး ယောက်ျားမဟုတ်ဘူးလားအားလည်းမရှိ အမလေးရေယူနေလာမဆိုလို့ ဘူးရေလောင်းလိုက်တော့ရေလောင်း ဟောနော်ရမလားအောင်နော်မတိရဟာဘလို့လေးပြန်ရပါလားတောင်းနေပြီနော် အိုးစပြရအများကြီးထည့်လိုက်တာလား မထည့်ဦးလေမထည့်ရေပဲလောင်းတာဆက်ပြ ဆက်တော့မယ်တော့ ခုနဟာရဟုတ်ပြီတော့ မရှိရောက်ဖတ်တယ် ဟလာအေးဒီမှာပြန်ရောက်လာပြန်ပြီဘလို့လေးပြန်ရောက်လာတာလဲလို့ ဒီမှာဆက်ပြနေ အေးလေတပ်ပြတွေကိုပဲလုပ်ပေးနေတာလို့ ခုမဆိုင်ရ အေးခတ်နေတယ်လို့ ကျွန်တော်ချစ်လို့စားတာနော်ချစ်လို့စားတာပါဦးလေး အာဒုအာဒုဒါနဲ့တကားလင်းမိုင်ဘာကိစ္စလဲကွ တင်ပါဗျာပင်လယ်ပြစားအောင်ဆိုင်ကဦးကြောက်ဆောင်တို့တားဖာကိုအရှင်မရသူသိတယ်မလားဗျာ ဟ
ဦးကျောက်ဆောင်အော်သူသမီးမပွားပွင့်ဆိုတာလား တင်ပါဗျာ အေးသိတာပေါ့ကွယ် အခုဦးကျောက်ဆောင်ရဲ့မိန်းမဆုံးသွားတာ10နှစ်တောင်ပြည့်တော့မှာပါဗျာ ဟွန်း အဲကြောင့်နှစ်ပတ်လဲဆုံးလေးကတ်ချင်လို့အရှင်ဘုရားကိုရှောက်ပေးပါဆိုလို့တပည့်တော်လာလျှောက်တာပါဗျာ အော်တက္ကမကြီးဆုံးတာ10နှစ်တောင်ပြည့်ပြီကိုတက္ကမအတွက်လှူတယ်ဆိုတော့တက္ကမပူကောင်းတာပေါ့ကွယ် တင်ပါဗျာ အေးဒါနဲ့ဟောဘယ်နေ့တော့ ဟောလာမဲ့တောက်ကြနေဆုံးပါဗျာ အော်နေစွန်း တင်ပါ ဘုန်းကြီးကဘယ်နှပါ 9ပါပါဗျာ 5ပါအေးစိတ်ချအရှင်ဗျာ ဟေး ဟိုစွန့်ချက်ဖို့အတွက်အိုးခွက်ပကံနေပါတပည့်တော်ငှားခိုင်းလိုက်ပါတယ်ဗျာ ဟောအေးဒါဆိုရင်ဟိုစွန်းသားဆောင်မှာကပ္ပိယရှိတယ်သူရှိမှာစရင်စရာနဲ့ယူပြီးတော့ထုတ်သွားလိုက်တေချာပြအပ်ပေါ့ကွာ တင်ပါဗျာတပည့်တော်တစ်ခါတည်းယူသွားလိုက်ပါမယ် အေးဒါနဲ့တခါကြီးကိုပြောလိုက်အောင်ဆရာတော်ကိုယ်တိုင်ကြွမယ်လို့ပြောလိုက် အရှင်ဘုရားကိုယ်တိုင်ကြွမယ်ပိုကောင်းတော့ဗျာဦးလေး ဟေးဟေး ဘယ်ကပြန်လာတော့ အာဆိုင်မှာဘုန်းကြီးတွေကြွလာတာအဲ့ဒါဆုံးကမလို့ဆုံးကမလို့ 9ပါးကြွလာလားမလား တမိုင်းအမေငါမေးပြီးနှုတ်ဆက်နေတာဒီကောင်ဗျာတမိုင်းမင်းငါတတ်ချင်းတယ်ကွာမင်းပေးထားတဲ့ပြဿနာဒီမှာငါဘယ်လောက်ဒုက္ခရောက်လဲမလဲ မဟုတ်ပါဘူး မင်းငါတတ်မယ်မင်းငါတတ်မယ်မလုပ်ပါနဲ့မလုပ်ပါနဲ့မလုပ်ပါနဲ့လို့ဟာအမေကကောမီတမိုင်းမင်းပြပြောင်းဆုံးမင်းမငါကပေးတယ်ဦးလေးကျွန်တော်စားရနော်ကျွန်တော်စားတော့ပါဦးလေးဟာ ကိုယ်ရလေဦးလိုက်တာကိုယ်လင်းပိုင်ရလေဒီနေ့မညို့ရက်လက်မလို့စောစောပြန်လာပါလို့ပြောတဲ့ဟာခုချိန်ထိပြန်မလာသေးဘူးဟာကုန်လီရလေလေလဲမတိုက်ပဲနဲ့တပင်းရလှုပ်နေပါလားဒီကောင်ရလေဘယ်တဝေထိုးနေမလို့မသိဘူးဘယ်သူနဲ့အိပ်ရမှာတော့ဟမ်နားရမေးချစ်လို့စတာပါမေးရဲ့ ချွတ်လို့စားရတော့နေတယ်ဒီမှာအဲ့ရတယ်မှာငါတိုင်းတော့ထွက်ကုန်ပြီအဲ့သေးတော့ဒီမှာနေမဲအဲ့သေးတော့ဒီမှာနေမဲကိုရမောင်ဟိုစီးပြရလဲရှုပ်ရှက်ကိုခတ်နေတာပဲနော် မမဒါတွေကအကျန်းနေလေပြီးမှကျွန်တော်မမကိုချောပြန်လုပ်ပြီ တားစီရပါလားတားလီတားလီကမိစီဘယ်တော့ပြန်လာမှာလဲ အဲ့ကိစ္စပဲပြောဖုန်းဆက်လိုက်တာဒါအကြောင်းလေးပြီးပြီဆိုတော့နောက်ဘက်ထပ်ပြန်လာခဲ့မလို့လေအာအမေ1000လို့လန့်ကြောတာ ဝမ်းသာတော့ငါသားရဲ့တားပိုင်ကနေပြန်လာပြီဆိုရင် duty free ကနေပြီးတော့အမေကြိုက်တဲ့ရေမူလေးဝယ်ခဲ့ရမယ်ဟိုပြီးတော့ရန်ကုန်အိမ်မွေးနဲ့နော်မိစီတန်းလာမယ်နော် ဟုတ်ကဲ့ပါအမေစိတ်ချနော် အဲ့ဒါတတာနော် ဟုတ်တတာအမေ မမတားစီရလားဟုတ်မမတားစီရလား ဟုတ်တယ်ကွာမောင်ကျမသားနောက်တစ်ပတ်နေပြန်လာတော့မယ်တဲ့ ကောင်းတာပေါ့ ကောင်းတာဘောလုံးမနေနဲ့ကျမကိုဒီမှာဆက်လက်စင်းနေနဲ့ဒီ9နိုင်ချင်းတွေကိုခွဲပြီးတော့တီးတန့်လာဖို့ပြီနော်ကျမကြည့်ရတာဒါရှုံနေတယ်ပြီးတော့ကျမဆက်လက်တွေကိုထည့်ဒီဇယ်ဘိုးတွေကကြောက်ခပန်းလေးတွေကိုများနေပါလား တက်စေးနေဝဲထားလေမမရဲ့မ
နေ့ကပေါက်စည်းနေဒီနေ့ပေါက်စည်းကပူတာမဟုတ်ဘူးစီစည်းရလေဒီတက်တာတောင်ကြောက်ဖို့ကောင်းတယ်မမကြီး ထားလိုက်ပါတော့ကျမလည်းလုပ်ငန်းတွေအကုန်လုံးလိုက်မကြည့်နိုင်ဘူးဆိုတော့ကျမသာပြန်လာရင်တော့လေကျမလုပ်ငန်းတွေဦးစီးခိုင်းရတော့မမကျွန်တော်ယုံကြည်မရှိရ အဲ့လိုသဘောလည်းမဟုတ်ပါဘူးကိုယ်မောင်ရဲ့ဒါမဲ့ကျမယောက်ျားထားခဲ့တဲ့စီးပွားတွေကိုတော့ကျမလက်ထက်မှာမတိမ်ခေါ်သွားချင်တာတော့အမှန်ပဲ မမပေါ်မှာကျွန်တော်ဘယ်လိုသဘောထားလဲဆိုတော့မမရိပ်မိတာမိမတယောက်တည်းမနိုင်မနှင်းဝင်ထုတ်ဝင်ပိုးဖြစ်နေတာကျွန်တော်လုပ်ငန်းကျွန်တော်အကျိုးစီးပွားရေးသဘောထားပြီးနေမအားညမလားကျွန်တော်စူးစမ်းပေးနေတာမမစီးပွားရေးပြကျွန်တော်လုပ်ရပါဖြစ်နိုင်ရင်မမကိုကျွန်တော် ကိုယ်မောင်လူမှုရေးနဲ့စီးပွားရေးတော့ခွဲထားပါ ရေပွဲတော့ရပြီရှင် ညီမလေးကိုကြီးတို့မှာထားတဲ့ဖောက်ခင်နဲ့ကိုကြီးတို့မရသေးဘူးလား ဟုတ်ရရမယ်ရှင်ခဏလေးဆောင်နော် နားလေညင်ညင်လေးတော့လုံခုဆရာဖားကင်ဆိုတိတ်ကြိုက်တာဒါဆိုရင်စားကြည့်လို့တော့မသိဘူးပေရောင်ကြ ရှင်မစကားပြောတာ ဘာမှမပါဘူးကိုကြီးတို့မှာထားတဲ့အမီးလေးကြာနေလို့အေးကိုကြီးတို့ကအမီးနဲ့မတောက်တယ် ခဏဆောင်နော် ပန်းမွေအော်လက်ဖက်သမင်းတို့ပဲပြီကြောက်ပါကြော်ပြီနော် ခဏလေးတော့ဆောင်အောင်နော် အေးပါ ဟဲ့ဟိုမှာကြည့်နေဘယ်လိုလုပ်ကြ အကြည့်ရှင်းပါ ဟဲ့လင်းမန်နင်ကလည်းအခုမှပဲပေါ်လာတော့တယ်ကွာငါပြောတာကြတော့မနေ့စောစောကိုကျွန်တော်ပစုံလာပို့ပေးပါမယ်ဆို ဟုတ်တယ်ဦးလေးမနက်ကကျွန်တော်ပစွန်လာပြီးမပို့ပြစ်လိုက်ဘူးမနက်ကကျွန်တော်ဟိုဘက်ရွာဂျင်ဝမ်းအောင်ရောက်နေလို့ဦးလေး ဂျင်ဝိုင်း ဟုတ်တယ် ဟာမင်းကလည်းကြမ်းကြမ်းဖန်ဖန်ဂျင်ဝိုင်းနေပါဒီသွားလို့ ဟုတ်တယ်ဦးလေးမတော်သေးဘူးသွားလို့လားမသိပါဘူးရဲဝင်ဖိုင်းတာနဲ့တိုးလို့မနေ့ကထွက်ပြေးခဲ့ရတာဦးလေး ဟာကြည်စားရှင်းမင်း ဟုတ်တယ်ဦးလေးရေဂျင်ဝိုင်းတန်ရဲ့အဖေကိုတော့ဖမ်းသွားတယ် ဟမ်ပါဘော အဲဂျင်ဝိုင်းတန်ရဲ့မိန်းမဆိုလားဘာဆိုလားလည်းမသိကြသွားချင်းသွားကြလို့ဆိုပါးနေပဲတဲ့ရတာပါးနေပဲတဲ့ရတာ သွားကြဆိုမှတော့ဟောနာမယ်ပဲကိုလွယ်ဘူးဟိုမင်းကမင်းညမဘာမှထား ဩလက်ပတ်သမင်းနဲ့ကြက် ဟောအေးလာလိမ့်မယ်ခဏဆော့ သွားပြီဟုတ်မိထား ဒီမှာရှော့ကန်ပြီ ရှင်းဝိုင်းသွားမယ် ဦးလေးဟေးမသားထားကြပြီလားဟုတ်လားစားပြီလားဟဲ့မဟုတ်သေးဘူးလေမင်းတို့မှာထားတဲ့ဖားခင်မစားဘူးဗျာ သွားပါကွာရော ဟိုရဘာလဲမစားဘူး သွားပြီ ဟဲ့ဖေရော ပါပါပြီ သွားပြီဟာငါတန်းတန်းပြောရတာနဲ့နင်းကိုကြည့်တာဒီနင်းမဖွင့်နေပြောထားတာဘူးဟာနင်းခေါင်းမသွားဘူးလား ကိုရလေးမလိုက်တာလေ အဲ့လိုနေရလို့ရလား ရှားတာဗောအလူပဲဟာကိုလိုက်မှဖြစ်တဲ့ကိစ္စယူအလူလိုက်တာလေ အဖေကိုဖမ်းသွားတာမဟုတ်ဘူးလား ဟောဒီပါဇက်ကလည်းရှိမယ်လောက်ကြရရလောက်ကြရဘာပြနေရတော့တာဒီနေ့တော့ချောင်းမပြေဘာဖြစ်နေရတော့တာ အဲ့လိုနေငိုးရတာလို့ ဒီမှာအကန်တပတ်ပြောက်သွားတော့ကျုံတော့ကလည်းမရှိတော့ ဒါမနေတော့ဟာဟိုနေတော့ကျွန်တော်တို့ထဲလိုက်ပြီလား ဟုတ်တယ်အသွားမယ် အဲ့လိုသွားလို့ဘယ်ဖြစ်မလဲကျွန်တော်တို့ဂျင်ဝိုင်းဖွင့်လာတဲ့ဟာသူတို့ဝင်းခဲသလိုဖြစ်သွားမှာပေါ့တော့တက်လို့ကြာပြကြောင် ဟေး ဥပဒေနေတိုင်းတွေ့တယ်တနခါကောင်းတော့ပြောရမယ် တနခါရဲ့ကောင်းကြောင်ဟာပြောပြမှာပေါ့ကွာတနခါဆိုတာကတို့မြန်မာတွေအတွက်အမတန်းကမှဂုံစရာကောင်းတဲ့ရိုးရာအပွင့်လေးတစ်ခုလို့ပြောရမှာနော်အဲ့တနခါကိုဘယ်ခေတ်လောက်ကတုံးလဲဆိုပကံခေတ်လောက်ကစတုံး ဥပဒေဘာကခေကိုပြီးလို့လား အဲ့တော့ငါတုံးတဲ့ထားလောက်ပဲရှိသေးတာပေါ့ဩပကံခေတ်တော့ပြီလားငါလေဒီမှာပကံခေတ်ရဲ့နိုင်ငံစေးပကြီးကားတွေကြောက်စာတွေမှာမှတ်တမ်းတင်ထားတာတွေရဆိုတာတနခါကိုတို့မြန်မာလူမျိုးတွေကနစ်ချက်ချက်တုံးခဲ့တယ်ဆိုတာတိတာခင်ရှားတယ်ပေါ့နော် ဟိုဒါဆိုဘာကခေမာတွေကမိမကြောက်တယ်လို့ရှိတာပေါ့ ဒါပေါ့တို့လိုကောင်းနေလေတနခါသူပေးရတာပေါ့အာဒီကောင်လုံးလာပြန်ပြီကွာ
ဒါပဲနဲ့တနခါကလေရွှေဘိုးတနခါတော့နာမည်အကြီးဆုံးပဲဗျာ ရွှေဘုံတနခါတော့ညာရန်ကုန်လိမ့်မှု ဟိုပါတယ်ဟဲ့ ရန်ကုန်တနခါတော့ညာရွှေဘုံလိမ့်မှု ဒီကြလိမ့်လိုက်ပါဘယ်မှာလိမ့်ပါလဲကိုရှောက်ယူနေတာ ခမရကလေးတွေကိုဘာတွေလျှောက်ပြောနေတာလဲဟမ်ကျုပ်အပြင်ကနေကြားလို့ဝင်လာတာတခုမှလည်းဟုတ်တာမဟုတ်ဘူး ဟာဘာလို့မဟုတ်မှာလဲငါစာပေချမ်းကနေကိုသေချာလေးတိုင်းမှာကလေးတွေကိုသင်ပေးနေတာနော်မင်းကတနခါကြောင့်ဘယ်လောက်သိလို့လဲ ဘာလို့မသိရမှာလဲဒီမှာတနခါဆိုတာလေတဘိုရဲလာပြည့်နေမှာအဲ့ဒီတနခါတွေကိုမိဘုံရှို့ပြီးတော့မြတ်စွာဘုရားကိုပူဇော်တာအဲ့ဒါအညာဒေသရဲ့ဒလေးတစ်ခုနော် အဲ့တော်မှုပါပဲနော် ဒါပေါ့ကွာမွေးကြိုင်းနေတာပဲနော်အေးအဲ့ဒါကြောင့်မလို့တဘိုရဲလာပြည့်နေကိုမြမတနခါနေဆိုပြီးတရားဝင်ကိုတတ်မှတ်ထားတာနော်မင်းတို့ကောင်တွေတေချာမှတ်ထားကြ ငါတက်တောင်သိနေသေးတယ် ငါသိတာဗောနော်အဲ့လောက်တန်ဖိုးကြီးတဲ့တနခါကိုလေခမည်းမိမ့်မလိမ့်မို့တော့နေ့တိုင်းသွေးပြီးနေရတာဟမ်ခမည်းမနှမျောဘူးလား ဘာလို့နှမျိုးမလဲငါချင်းလို့ငါသွေးပေးတာလေ ဘာချစ်တာလဲခမည်းကြောက်တာ ဩဘာကြောက်စရာကြီးလဲမိမများဓမ္မဟောခင်ဗျာ မရှက်ဘူးလားခမည်းကလေးတွေရှိပြီဟမ် တနခါသွေးရပါသူစကားတွေများနေ ဟောသွေးထားပါတယ်မိမဒီနေ့တိုင်တာလိမ့်မယ်ကိုတိုင်လိမ့်နေမှာ ဒီမှာကြောက်တယ်ဟုတ်မိမခိုင်းတာလို့ မင်းတို့ကတခါတော့ငါမိတော့မယ်နော် ဥပ္ပောက်ကြိုင် ဟေး မဟုတ်ဘူးပြမယ်ဆိုပြီးတော့လေဗျာဘောလုံးကံကိုရှိန်းထားပြီ ဟေး မဟုတ်ဘူးကဘာလို့ပေးရမှာလဲမပေးနိုင်ပါဘူး အာဥပ္ပောက်ကြိုင်ပဲပြောထားတယ်လေဗျာသူပြောနေတာမဟုတ်ဘူးပြမယ်လို့ပြောတာလား ဟောနင်တို့ကလေဒီနေ့ငါယောက်ျားတော့မြောက်ပိတ်ပြီးမဖိုးလာတာတောင်းတယ်မပေးနိုင်ဘူးပြန်တော့ မပြီးလို့ရပါလား ဟောဗျာဟုတ်ပါလေဒီစီမောက်စားခြင်းနေပြီ ဟောမင်းကဘာထိုင်းလုံးလဲသွားတော့လေ ဩသွားမှာပါနော်တိတ်ကိုဆရာကြီးလှုပ်ချင်နေတဲ့ကိုပေါချိုင်းဘုသူဒ္ဓရအောင်လို့လေဆေးဘက်ဝင်တဲ့တနခါအကြောင်းပြီးရင်ဆေးဘက်ဝင်တဲ့ထညက်ခဲအကြောင်းကျုပ်ကထပ်ပြီးတော့ပြောပြမယ်ဗျာ စေးဘဝင်နဲ့ထင်ကြခဲကြောင်းမဟုတ်တာ ဟိုကနားထောင်နေနေတာခမည်းကဘာဖြစ်နေမှမသိတာနော်ဒီမှာထညက်ခဲဆိုတာလေဆေးဘက်ဝင်ဝင်နေမကောက်ဘူးဒီကောင်ကအလှပကြီးကနေပတ်သက်လို့ရှိရင်အရင်ကအသုံးဝင်တာဗျာ ဟာလားအလှပါကြီးကတော့ထညက်ကအတုံးဝင်တယ်ပြောပြစမ်းပါဦး ပြောပြမယ်နော်ဒီမှာထညက်ဆိုတာလေအစာကြီးတယ်ဗျာရင်းချောင်းတယ်နော်ပြီးတော့ဂရွင်းရနံဆိုလို့ပျောက်စီတယ်တငင်းသီးဗျာအဲ့လောက်နန်တာနော်စားပြီးလို့ရှိရင်ထညက်ခဲလေးသာထက်စားလိုက်အဲ့အနက်နဲ့အကုန်ပြောင်းပြီးတော့အဲ့ထညက်ခဲကိုလေအိမ်မှာအဆောင်ဖြစ်နေဆောင်ရမယ်ဆိုရင်လည်းနော်စုံတိုက်တို့နတ်တိုက်တို့အဲ့ဒီအတိုက်ခိုက်တွေအကုန်လုံးသူ့တန်ပြန်တာဗျာ အလှပါတော့ကောင်ထညက်ကိုဘယ်လိုတုံးပြရအောင် ပြောပြမယ်နော်အဲ့ထညက်ကိုလေကြောက်ပြင်ပေါ်မှာရေလေးနဲ့မပြင်းမကျဲလေးသွေးပြီးရင်တနခါလူးသူလေးလူးလိုက်နော်ဝက်ချန်တင်းတိတ်မှဲကြောက်အကုန်ပြောက်ဗျာ ထညက်ကအဲ့လိုတော့စောနာလား ဘလောက်စွမ်းလဲသိရင်ကိုယ်တိုင်သာလိမ့်ကြည့်လိုက်နော်ဖြစ်နိုင်လေတကိုယ်လုံးကိုလိမ့်တင်တာအသားယူတင်းရင်းနေတာပဲကျွန်တော်အမေလေအသားဖြိုခွေးနေပဲကြည့်ပါလားအမေကထညက်ကိုအဲ့လိုလေးတွေးပြီးတော့နေ့တိုင်းလိမ့်တာ ဟဲ့အစိုးရမသိဘူးတော့ဒီညတော့စမ်းကြည့်အောင်မယ် 不要再给。 ဟိုလပိုင်းဆုံးကောင်လေမျက်နှာထညက်တွေတွေးထုတ်လိုက်ထူးကြတယ်ပဲဆိုရင်လေးလိုက်တာ 再搞哇，俺们要这个。 ဘလို့ပြလို့တိုးနေတာလဲလို့ ဒီဘက်ကိုသွားလို့ရှိရင်ရေးဆုံးမှာဗော အော်ပင်လေတဲ့တင်းတဲ့ကောင်ကများရေးဆိုမှကြောက်နေသေးတယ်ကွာမင်းတော့မလုံနဲ့တော့မလုံနဲ့ မလောက်ပါဘူးကွာမလောက်ပါဘူး အော်သူကဗျအယူတယ်ကွာအဲ့ဒါမင်းလို့ပြစ်တာမင်းလို့ပြစ်တာ ချစ်လို့စားတာပါကွာမင်းရတယ်တပုံဆရာကြီး ဗျာ တပုံလေးရိုက်ပေးပါဦး ငါလုံးလည်းမလာမနဲ့ဘာဖြစ်လို့ရိုက်ပြရအောင် သူပါဗျာ လာ လာတယ် လပိုင်းဟာဘိုက်စားတယ်ငါထမင်းကျွေးကွာ ဦးလေးကဘိုက်စားတော့လားပြီးတော့အဲ့ဆိုကျွန်တော်ထမင်းတော့ဝယ်ပြီးတော့ပြန်လာခဲ့လိုက်မယ်လေနော် အကြိုင်းမလုံးနဲ့နော်ချက်သားကြော်နေတယ် မာစက်သားကြော်ကြိုက်တယ်သေးတယ် ပူပေါင်းနေပုတ်နေပြန်ပြီဟာလို့အုံလို့လဲကွာ တာနေစမ်းပါဦးဖိုးကျော်ကြီးကိုငါထမင်းကျွေးမလို့ ပူပေါင်းအမေကြီးမ အချိုက်
သွားပြီကွာ။မင်းလုံးလိုက်ဒါပြောကြီးပဲကွာ ဟာချစ်လို့စားတာပါ ။ဒါပြင်မင်းတို့စားတာ ဟာဦးလေးဦးလေးတော့နေလာဦးလေး ဆက်မသွားနဲ့နော်ဆက်မသွားနဲ့နော်ဆက်မသွားနဲ့နော်ကျွန်တော်မလိုက်မလိုက်ဘူးလေ ဟဲ့လက်ပါဟာမင်းပဲပြေးမလဲ ကိုကြီးပြေးသွားမလို့လေ ဘယ်သွားမလဲမင်းရှိကိုလာတာကွာမင်းရှိလာတာ ဘာလာလို့တာတော့ ဟာမင်းငါမင်းမင်းတော့ကြီး မင်းနာလေးကိုရဲနေရပဲပိုတော့ချောလာတယ်နော် ချောလာတယ်ဟာတော့လည်းဘယ်မှာမင်းငါမင်းမျက်နှာနုနုလေကွာပြောစိတ်တွေကြိုက်တာကွာ ပွဲစီကဘာလို့ကြိုက်တာလဲ နင်ပြောတော့ငါဖက်နဲ့သွေးလိုက်ဆိုတညာတော့ငါမှမအိပ်ရအောင် အဲ့ဒါကြောင့် ဟုတ်တယ် ဒုက္ခပါပဲဗျာကျွန်တော်ကနောက်တာလေကိုပေါ့ကျန်တော့ဘူးသူကပြေးစုံတယ်ကိုကျန်တားပါဗျာ ဩကွာငါစကားမယုံမင်းစကားကိုယုံလိုက်လို့ဖြစ်တာ ကျွန်တော်စကားယုံအောင်ကျွန်တော်သူ့လင်မမဟုတ်တာ အရှူလိုက်လေဒီတော့မသိဘူးလားဘူးလေကျွန်တော်မသိဘူးလေ နှစ်ပိတ်သားဆိုတော့3သိန်း4သောင်းလက်ကောင်3သိန်း4သောင်းရှင်းပေးလိုက် ဦးလေးဘယ်လို3သိန်း4တောင်းလဲဗျာ3သိန်း6တောင်းပါတပိတ်သာ7တောင်းစေလေဦးလေး အဲ့တို့တိုင်းမှာတစ်ပိတ်သားကို9တောင်းနှစ်ပိတ်သားဆိုမှ3သိန်း4သောင်းပေါ့ကွာမင်းတို့ကျင်းနေလဲရောင်းခဲ့ရောင်းမကျင်းနေလဲမရောင်းနဲ့သဘောမင်းတို့ ဦးလေးရလေဗျာကျုပ်တို့ပေါက်ဈေးကိုမတီးဘူးဆိုလို့ရှိရင်လည်းထားလိုက်ပါတော့အခုကပေါက်ဈေးကိုလည်းအကုန်သိနေတဲ့ဥစ္စာဦးလေးတပိတ်သာ7တောင်းဆိုတာဒါမျိုးပေါက်ဈေးမဟုတ်သေးဘူးနော်ဦးလေး ထားလိုက်ပါကွာတခြားတိုင်းမှာတော့ပြောမယ် တိုက်တဲ့တိုင်ကိုသွားရောက်တော့ငါတို့တိုင်နဲ့အကုန်ဈေးညီပြီးသားတွေကြီးပဲမင်းတို့ကလည်းပေးလို့မရလို့မပေးတာပေါ့ကွာ ပေးလိုက်ပါဦးကမောင်ရဲ့သူတို့ဈေးကလည်းပေါက်ဈေးပဲဟာ ငါတို့ဘယ်တော့ပြန်တာ မနက်ကပဲရောက်တာဦးလေးအပေါ်မှာ9ခန်းနေပတ်ကြည့် ငါတို့ကဒီကဈေးကွက်ကိုမှမသိတာသူတို့တောင်းတလောက်ပေးနေရမယ်ဆိုသူတို့ဖြတ်တဲ့ဈေးနဲ့ဥတော့အများနဲ့ယူနေရမှာပေါ့ငါတို့ ဟာကျုပ်တို့ကလည်းမတန်တဆပိုတောင်းနေရမှာမဟုတ်တာဗျာပေါက်ဈေးပဲတောင်းတဲ့ဥစ္စာအတော်ကြီးကွာအောင်တော့ဟိုဘက်တန်တော့သွင်းမယ် တော့အခုနေပါအခုလိုချင်တဲ့8000ဈေးနဲ့ပေးမယ်ဆိုလို့ရှိရင်ကျွန်တော်စီမှာသွင်းပါ ဩပေါက်ဈေးရမှာတော့ဟိုဘက်တိုင်အပင်မခံရင်ဘယ်သွားမလဲဒီမှာပဲသွင်းမှာပေါ့ ကဲဗျာကျွန်တော်ပေးမယ် ငါတို့ဥဈေးဖြတ်ပြီးသားကြီးလေကွာဥဈေးဖြတ်ပြီးသားကြီးကိုမင်းကဈေးပို့ပြီးတော့ဥသိက္ခာချလို့မဖြစ်ဘူးလား ဟုတ်ပါမသိခါတရားဆိုတာသူများချလို့ကြားတယ်ရာမျိုးမဟုတ်ဘူးကိုယ်ကိုယ်တိုင်သိခါမဲ့တဲ့အလိုမျိုးလုံးဝသိခါကြား ဟေ့ဈေးမှန်ပေးရလူတွေရှိတော့မင်းရဲ့ကမာတွေပါတခါလေးသွင်းခဲ့လိုက်ပါ ဩဈေးမှန်ပေးမှတော့ရောင်းပြီးသားပဲဟေး ရမင်းပါပြော ဈေးပို့ရတော့လေရောင်းမယ်လို့ပြောတာလေဟိုဥပမောင်ရကျွန်တော်တို့အမြဲတမ်းဈေးနေပြီးဝယ်နေရလို့ကျွန်တော်ပြောတာမဟုတ်ဘူးလေ ဟဲ့နင်တို့ကွာ ပြောပါတော့ကွမ်းမဒီကတော့တားဖြတ်ပေးတဲ့စီအတိုင်းပဲသူတို့ပေးလိုက် ကျေးဇူးတင်ပါတယ်ဗျာဟိုကိုကနေရဲပါဗျာဟုတ်ကဲ့ကျွန်တော်နာမည်လင်းမှန်ပါဗျာ ကျွန်တော်နာမည်လူမော်ရ နောက်ကိုအကိုရှိတဲ့အချိန်ပဲကျွန်တော်တို့အများနဲ့လာရောက်မယ်နော် ဒီကောင်းလေးကွာ အချိန်ရလာခဲ့ကျွန်တော်ဒီမှာ ဟုတ်ကဲ့ဗျာ ဟုတ်ကဲ့ အဲ့ဒါကမချိန်မယ်အချိန်ကမရောင်းရအောင် တို့တောင်းတဲ့ဈေးနဲ့ဖြတ်ပြီး ဈေးမှန်ပြီးနေတယ်မသေးဘောကြောက်ငါးတွေပါတခါလေးသွင်းလိုက်မကောင်း ဒါပြောအကုန်ရောင်းအောင်ပါလေ ဘူးဒါပတ်စံယူအောင်ရောပြီးမှရှင်းမယ်ခဏကြည့်ပါ ဟာကွာ လူမောမင်းညောင်ကြောက်မှုဆိုတော့ရောက်သွား ဟုတ်တယ်ကွာမနေ့ကပဲဒေါ်ရတနာတိုင်မှာငါသွင်းလိုက် မင်းတော့ဈေးလက်တိုင်းမို့လို့မင်းမို့လို့သွင်းတာကွာ ဟာအခုမနေတော့ဘူးကွာသူ့သားနေရဲရောက်လာကြတဲ့ဈေးမှန်ပေးနေတာ နေရနဲ့တွေ့လို့ပေါ့ကွာကိုအမောင်နဲ့တွေ့လို့ရလေမင်းအဘာဘာပါအော်ပါသူကလေအောက်ဈေးခွက်ဈေးရှိမှဈေးနဲ့အကုန်နှိုက်တာကွာအဲ့ဒါ မှန်လိုက်တာဗျာဇော်လင်းပြောတာမှန်တယ်လူမော်ရေအဲ့ဒီအမောင်ဆိုတဲ့အကောင်ကလေသူများပေါ်မှာကြော်မယ်ခွမယ်တပတ်ရိုက်မယ်အဲ့ဒီလိုတွေညစ်တီးညစ်ပတ်လုပ်ပြီးတော့မှဒီမန်နေဂျာဆိုတဲ့နေရာကိုဒီကောင်ကရောက်လာတာမွေးလာကြတဲ့ကိုကသတိမှမကောင်းတဲ့ကောင်မင်းဘယ်လိုလုပ်ကောင်းနိုင်မလဲဟမ် အဲ့ဒါတော့ဟုတ်တယ်ဗျာကြီးလုတ်သားတွေရဲ့သွေးနဲ့ချွေးကိုမင်းရှိတ်လုပ်ပြီးမင်းရှိတ်တောက်နေတာအဲ့ဒီလူက အဲ့လိုသိထားမှာကွာနေဦးမင်းခုနပြောတဲ့မှာဗါတယ်မယရနာရဲ့သားနေရဲဟုတ်လား ဟုတ်တယ်လေ ဒီငါအခုမှသတိထားမိတာကွာနေရဲလေးကအဲ့ဒီကလေးငယ်ငယ်တော့ငါတွေ့ဘူးတယ်အခုဆိုရင်တော်တော်အရွယ်ရောက်တော့ပြီအရွယ်ရောက်မှငါတခါမှမတွေ့ဘူးသေးဘူး ဘယ်တွေ့ဘူးပါမလဲ तू ကထိုင်းမှာကြောင်းသွားတက်နေတာပြန်ရောက်တာမကြသေးဘူး မင်းတို့ငါစီကလူတို့ရမယ်ထင်လို့လားဟေ့အောင်လေ ဟာဒါပေမဲ့ तू ကသဘောတော့ကောင်းနေလား ဟာမင်းကလုံးပြန်ပြီချိန်ကားလေးတောင်မဆောင်တော့ဘူးเนาะချက်ချင်းကိုချီးမွမ်းတော့တာပဲနည်းနည်းလေးစောင့်ကြည့်လိုက်ပါဦးကွာရတနာရဲ့သားဘယ်လိုလုပ်ပြီးတမတ်ကြနိုင်ပါလေဟမ်စောင့်ကြည့်လိုက်ကြောင်းကြာရေမငုံနိုင်ဘူးရွာအဝင်ကောင်းလို့အဲ့ဒါခေါင်းပေါင်းစားတလူလူနဲ့မန်းတက်တိုင်တက်ပြတဲ့အကောင်ဟာရောကွာ
မလေးဗျာဘာတော့ဟာခလဲဘောလုံးဒီမှာငါဆိုင်တဲ့ဝင်လာပြီကွာမင်းတို့ကွာကြည့်ကြလက်ခံကြအောင်ပါပေါ့ဒုက္ခပါပဲအကုန်လုံးထိခိုက်ကြအကုန်ပွားကုန်လိမ့်မယ် 我靠，怎么搞呀？俺们搞呀，我来玩耶！你在那，今天不玩不？ အေးပါဖြည်းဖြည်းပြောပါငါကောက်ပေးပါမယ်ယူပေးပါမယ် 我搞呀！ တော်ဆူရဲကောင် တနာ ဟိုရော့ဗျာ 哦အာဘီကလေးဘူး ဦးလေး ဘာလဲ ဘောလုံးပေး မပေးဘူးကွာမင်းတို့ပေးလိုက်လို့ရှိရင်ဒီဘောလုံးကကန်အောင်ပါကန်လို့ရှိရင်ငါဆိုင်တဲ့ဝင်လာမယ်ဝင်လာအကုန်လုံးပကံနေရှိတယ်ကွာကွဲကုန်လိမ့်မယ် ဟောပေးလိုက်စမ်းပါဦးလေး ရောဆောဒီကောင်ခါလာထိုးတယ်ကွာဘာကောင်မှမသိဘူး ဦးလေး ဘာလဲ ချက်စုမအောင် ဟေ့လုံးပြန်ပြီငါသမီးကိုချက်စုမလို့မခေါ်နဲ့လို့ငါမကြိုက်ဘူး ဟဲ့လက်ပိုင်နင်ကလည်းမလာလိုက်နဲ့လာတာနဲ့ပြဿနာရှာမယ်ဆိုတာကြီး လင်းပိုင်ဟဲ့လင်းပိုင်နော်နင်ကဘလို့တွေခေါ်နေရတော့ချက်စုမငါ့ကိုကြိုးစင်းတပူယူပေး ဟဲ့အကျွေးတော့မရအောင်တော့ လက်ငင်းပါဟာနင်ကလည်း ဖေးချက်ချင်းလိုက်လာမယ်ဆိုရင်ဘာဖြစ်လို့ကြာလဲမင်း အမေ6ရောက်နာနေလို့ငါစေးလူနှိပ်ပေးနေရလို့ ဩတားလိမ့်ပါလေပေါ့ဟုတ်ပါပြီညွန့်ညစ်တာခံယူမဲ့တားလေးဒီနေ့ဘသူ့ကိုဒုက္ခပေးဖို့စဉ်းစားထားသေးလေခင်ဗျဟမ် ဒီနေ့ကတော့9ရက်သားသမီးစိတ်ချမ်းသာအောင်ငါဘသူ့ကိုမှဒုက္ခမပေးဘူးစဉ်းစားထားတယ် တာရုပါဗျာတာရု တာရုစုခေါ်မနေနဲ့9ရက်သားသမီးထဲမှာရာဦးမပါဘူးဒီတကသူ့ဦးလေနောက်ချက်စုမ ဟဲ့နင်ငါ့ကိုချက်စုမလို့မခေါ်နဲ့လို့ဘယ်နှခါပြောရမှာ အေးပါချက်စုမလို့ခေါ်တာမကြိုက်လဲချက်ဖောင်းမလို့ကြောင်းခေါ်မယ်နားရဲဟာနေနော်ရောက်ခမရှိမှငါ့ကိုအနိုင်မကြည့်ဘူး ဘာရောက်ခမလဲမင်း ချစ်လို့စားတာဦးလေး အဲ့ဒါကငါကြောက်တာရှင်းလို့စားတာတဲ့အဲ့ဒါဆိုသတိထားနော်သမီးဟေးခါခွာခွာနေ ဟဲ့နင်အေးလည်းမေးပါ အဲ့ဒါအဖေကိုပြောအဖေရေခဲတက်တာမွဲပေးတာ ဩငါပဲလဲလာပြန်ပြီကွာရေခဲတက်တာကိုမဆွာသားပါနဲ့ तू ငါ့ကြီးပြောနေတာမင်းတို့ကလည်း ဟဲ့ချက်စုမညဘောလုံးပွဲလေးကပြန်ကြည့်လို့ရအောင်လို့ TV လေးကဖွင့်စမ်းပါနင်ကလည်း မဖွင့်နိုင်ဘူးဟေးမဖွင့်နိုင်ဘူးလက်ဖက်ရည်လေးတစ်ခွက်အေးလေးတစ်ဘူးတောက်ပြီးတော့မြတနေ့ကောင်ထိုင်ကြည့်တော့မှလေလုံးဝမဖွင့်နိုင်ဘူး ဟာမလေးမင်းသမီးနေနဲ့ငါနဲ့ညာလုတ်ပြန်ပြီကွာဒီဘောလုံးကဟောကလေးတွေပြောလို့မကောင်းဘူး ဟာလည်းတစ်မျိုးပဲ ဟောဘလူကလေးတွေမှမသိဘူး တွေ့မယ်တွေ့မယ် ချာကွာပြီးတာပဲ ဘာတူလဲ ဘာနေဖြစ်ကုန် ဘာတူလဲရင်အဲ့လား ဘသူကမှလေအဲ့ဒါတော်ရတနာရဲ့တာနေရဲဟာအာနာစရာကြီးဟာ အဲ့ဆိုငါဘယ်လိုလုပ်ရမှာလဲ ဘယ်လိုလုပ်မှလဲနင်းလို့ထားနင်းတော့တောင်းမှန်ပေါ့ဟိုမှာဘောလုံးမှန်ပြီးမျက်လုံးကန်းသွားလားမသိဘူးဟိုကရဲစခန်းတိုင်းနင်းတို့တားဖားနေတော့ထောင်ချသွားမှာနော် အေးလေဟာရောငါဘာကြောက်မှာလဲကွာဒါလေးမှန်တာနဲ့မင်းကလေ နင်ကလည်းအဲ့လိုတိတော့မစိုးသေးပါဘူး အေးလေ ဟဲ့ငါတို့တော့တောင်းမှမို့နင်သိရဆိုလိုက်ခဲ့ပြီနော် အေးလုံးလို့ ဒီ ပေါ့ ပါလိုက်ခဲ့ပြပါမယ်ကျွေးသိမ်းဖို့ငါမရှင်းတော့ဘူးနော် အိုးကျုံဟာလာကျွဲစိမ့်ဖို့ကြာမပေးဘူးလားငါအကြထောင်ထဲထည့် စတာဟုတ်ပြီ ဟမ် ဟဲ့ဖြစ်ပါမလား ဖြစ်ပါလေဘာမှစိတ်ပူမနေနဲ့နော်နင်းအလုပ်ဆုံးကြ3နှစ်ပဲဒါမှမ ဟာဟေးသုံးနေပဲ ကိုနေဟိုအရင်အမြတ်နာသွားလားဗျကျွန်တော်အားနာရတာဗျ ရပါတယ်ဗျာကြီးမားဖြစ်တာမှမဟုတ်တာဗျကျွန်တော်လည်းရုပ်တရက်ဆိုတော့လန့်သွားအုံသီးများကြွေကြလား ဟုတ်တယ်ဒီပေါက်ကြော်မှလေမိမဖြစ်ပြီးဘောလုံးကန်ကျင်နေတာအဲ့ဘောလုံးစွတ်ကန်ထဲတာလားမှန်တာ ဟဲ့နင်ပြောတော့ငါဝိုင်းရှင်းမိမယ်ဆို ငါအခုရှင်းပေးနေတာလေနင်ကလေ ဟိုပမွေတောင်းမှမာတယ်နော်အဲ့သူ့ကြောင့်လေသူ့ကိုဒေါသထွက်ပြီးတော့ဘလုံးကန်လိုက်မိတာ ရပါတယ်ဗျာတောင်းမှန်စရာမလိုနောက်လေကြုံမဲ့လူတွေဗျာနော်ဒါနဲ့ကျွန်တော်နာမည်နေရဲပါတော်ရဲနားရတာ ကျမပန်းမွေမှာ ကျွန်တော်ရှင်းပြပေးပါပြီသူကဘသူသားပဲဖြစ်ဖြစ်တယ်မတောင်းမှန်နိုင်ဘူးတဲ့ပေကက်ကက်လုံနေတာအဲ့ဒါအတင်းဆွဲခေါ်ပြီးတော့တောင်းမှန်ခိုင်းရတာ ဟဲ့နင်ဘာတွေရှောက်ပြောနေတာလဲဟိုသူပြောတာမယုံနဲ့နော်ဟိုအဲ့ဒါတကယ်မဟုတ်ဘူးအော်ဟိုစိုင်းနှဝင်ပြီးအေးလေးပါလေးတောက်ပါအောင်လား မတောင်းနဲ့သူတို့ဆိုင်ကအေးအေးကမအေးဘူးသူတို့ဆိုင်မှာရေခဲတက်တာမရှိဘူး ဟိုသပိုင်နင်ဘလို့ဖြစ်နေရလဲနင်မစပိတ်ထားလိုက်တော့ ကိုလည်းမှတော်တော်ပြောတတ်တာပဲ ပျော်တတ်တာမဟုတ်ဘူး तू ကကြက်တာ तू ကငကြက်သိလားတတိထားတော့အကြက်ခံ ကဲပါအဲ့ဆိုရင်ဆိုင်အောင်နောက်မှလာခဲ့မယ်ပြီနော်အခုတော့ဟိုဘက်ကန်းကြီးပဲတစ်ချက်တော့ကြည့်လိုက်အောင် ဟုတ်ကဲ့ခင်ဗျဟုတ်ကဲ့ပါခင်ဗျဟုတ်နင်နော်နင်နော်ငါရှင်းပြတာကောင်းလို့နင်13နှစ်မကြတာနော် ငါနေရှင်းပြတာလေအခုလို့ဖြစ်ရလေနင်းကြောင့်နင့်ငါဒေါသထွက်ပြီးဖြစ်သွားတာလေ ငါကြောင့်ချက်စုမှာ
သူ့အပြစ်ကိုယ့်အပြစ်မလုံးနဲ့နော်အဲ့ဒါလူချင်းဝက်နဲ့မညီဘူးနေမှတ်တာ အော်မသေနာကြလူချင်းဝက်လေးပါလေးနဲ့သေရမယ်ငါလှုပ်လိုက်ရ အမလုံးလိုက်ရလေပါလေးနဲ့လာလေနေဘာလို့ချင်တာလဲမြို့သားဖနှစ်ယောက်ပေးတယ်လာခဲ့လာ နေရလေ လာခဲ့နေဖိမထပ်ခေါ်လာ ရှင်နာနေတယ် တော့ကပြပြမှာလို့ဟဲ့ဘာလို့ဟဲ့တော့နေတော့ဟဲ့တော့ပြောနေတော့ ပြောရရ မလုပ်နဲ့လေနားရဲဟဲ့မလုပ်နဲ့လေမလုပ်နဲ့လေဟာဟဲ့နားရဲမလုပ်ပါနဲ့မလုပ်နဲ့ဘာဖြစ်လာလဲလို့ဟာ တောင်းပြင်မယ်နော် ငါဘွားလေကွာစိတ်ကူးလေးရှင်ရတော့မဖိတ်တော့ဝက်စင်တော့ဝက်နေ ရှောက်ခဏရောက်တော့မယ်ဆရာဖတိဘာဖြစ်လာလဲကွာဟောဒီမှာပန်းကခုတ်ပြီလို့ဒီကောင်ဟာဆရာမရှိဘူးကွာဟိုဘက်ကျမှမွေးလူနာရှိလို့ဒါပင့်သွားတယ်ဟောဒုက္ခပါကွာဟိုမှာသူကအရန်ထွက်နေပြီကွာဟောဟဲ့ဒဏ်ကအကြီးပဲနော်သွေးထက်လို့သေသွားမယ်ဟုတ်တယ်မြို့စင်းကိုပို့လိုက်လေကွာဟောမြို့စင်းကိုသွားပါလေဘယ်ကောင်းနဲ့သွားမှမသိပါဘူးကွာဒုက္ခပါဟာကြောင့်ဦးမင်းတို့အိမ်မှာကားရှိတယ်လေကွာဦးမင်းတို့ရမေးပြီးသွားပြီလူမှမရှိကြဘူးကွာဟောကွာရင်မဲ့ကွာဘာဖြစ်လာလဲခဏလေးဘာဖြစ်လာပန်းကားကုန်းပြီလို့ဟာဒဏ်ရများလာပြီလားဗျဟုတ်တယ်ဆရာလည်းဟိုဘက်ရွာမွေးလူနာကြီးရောက်နေလို့လေမြို့သွားဖို့ကြောက်လေကားခက်ခဲဖြစ်နေလို့ကားခက်ခဲဖြစ်နေကားမရှိဘူးလားအဲ့ဆိုကျွန်တော်ကားနဲ့ပဲတင်လိုက်တော့လေနော်တင်လိုက်ဖို့ ဒီလောက်ဖြစ်နေတဲ့ဒဏ်ရာယူအမိကားပေါ်တင်သွေးတွေအမိကားပေါ်ပေးကုန်မှာပေါ့ မေဒီမှာသေးရှင်ဖြစ်နေရလေတွေးတော့လည်းမတကူဖြစ်သွားဘယ်လိုလုပ်မလဲမေကဲပါဗျာလားကားပေါ်တင်လိုက်လို့လားဖြစ်ပါဖြစ်ပါတယ်ဗျာခေါ်ပါဗျာလားဟုတ်တယ်လားခေါ်ဒီကနီးနေပြီလမ်းလျှောက်သွားလို့ရလေမေကပြန်လာတော့မယ်မခဏရင်ဒီဘက်ကိုသွားပြလိုက်ဟုတ်လားဟာငါဖြင့်နားရှိလို့သာကြားရတယ်ကွာယုံတော့မယုံနိုင်ဘူးဘာလဲဒီကောင်သူ့အမေကိုလမ်းပေါ်မှာပြစ်ထားခဲ့တာဟုတ်လားဟုတ်တယ်ဦးလေးသူတို့အချိန်မခဲ့လေတင်ထုံးဘောကတွေးတော့မတွေးရဘူးတွေးထွက်တော်လွန်နေတာ ဟိုကိုတွန်းတွန်းတွေလိုတဲ့သွေးကိုလည်း तू ပဲလူပေးခဲ့တာဆို ဟုတ်တယ်ပန်းမွေးရတင်ထုံးသူရလေ AB သွေးရှားမှရှားပဲကံကောင်းညင်တော့အခုလေးသူရဲ့ AB သွေးဖြစ်နေတယ်ငါတော့ဒီကလေးကိုအပြစ်တင်စောပြီးနေတူပါရဲ့ကွာမင်းတို့ပြောသလိုဆိုရင်ဒီကောင်လေးကတော်တော်စိတ်ထားကောင်းတဲ့ကလေးပဲကွာ ဟာစိတ်ထားကောင်းတာတော့ပြောမနေပါနဲ့ဦးလေးရအခုဆိုရင်လေတခြားတိုင်းမှာသွင်းနေတဲ့လေသမားတွေတောင်မှအခုလေးရဲ့စိတ်ဓာတ်ကိုသိပြီးကိုနေရဲဆိုပြီးကျွန်တော်တို့တိုင်မှာပဲလာသွင်းကြတော့တာဗျဝမ်းမောင်ကြောင့်ဘေးရောက်သွားပြီဗျာဒေးတောင်ဖြတ်လို့မရတော့ဘူး ဟုတ်လားအိုး ဟာပြောရဆိုရင်ကိုလေး တပည့်တော်လေးပါလေခေါ်စမ်းမအောင်ကွာ အခုပဲကိုလေးကြောင့်ပြောနေတာကိုလေးဟာလားမဦးကျော်ဆောင်ကြီးကတခုခုတော့ပါအောင်နဲ့လက်ဖေးလေးပါလာပါကိုလေးအားနာတယ်ဗျာလာပါလာဟုတ်ကဲ့လာပါဗျာဟုတ်ကဲ့လားထိုင် ကိုလေးထိုင် အေးအဲ့ဒီဘာသုံးဆောင်မလဲဘာဆောင်မလဲပြော တော်ပြီဦးလေးအိမ်မှာမနှက်စာစားလာတယ် အေးဟုတ်ပြီဦးကလေမင်းငယ်တော့မြင်ဘူးလေကွာခုဒီရွယ်ကြီးရောက်ပါအခုမှပဲစုံပြကြတော့တာအေးဒါပေမဲ့ငါသားရဲ့မင်းတရေကတော့လေတို့ရော်တော်လုံးကိုမွေးနေတာပါဗျာ ကိုလေးဦးကျော်ဆောင်နဲ့ဒီပင်လည်းဗျာစားတော့ဆိုင်ကြီးပိုင်ရှင်မော ဟုတ်ကဲ့မင်္ဂလာပါ အေးပါဗျာမင်္ဂလာပါ သူကတော့ပန်းမွေးနဲ့ဦးလေးရဲ့သမီးလေ သိတယ်ဟိုနေ့ကစုံပြီးသွားပြီ ငါတို့ကရောကိုအလေးပြန်လာတာလားဟာလား အလဲလာတာမဟုတ်ဘူးလေအမေကသူ့ရဲ့လုပ်ငန်းတွေကိုဦးစီးပေးပါဆိုပြီးတော့လှမ်းခေါ်လိုက်လို့ရောက်တယ် ။အော်ကောင်းတာဗော။ကိုမိဘရဲ့လက်ငုပ်လက်ရင်လုပ်ငန်းဆိုတာကိုတိုင်းဦးစီးနိုင်လေကောင်းလေပဲ။ကောင်းလေ ကောင်းတော့ကောင်းတယ်ဦးလေးကဒါပေမဲ့ကျွန်တော်အမေရဲ့လုပ်ငန်းတွေကိုတိတ်ဆိတ်မှလာ ဟုတ်လား ကျွန်တော်တကယ်ဝါသနာပါတာမွေးပလဲလုပ်ငန်းကိုဝါသနာ ။အိုး မွေးပလဲလုပ်ငန်းကဒီမှာလုပ်လို့ရလို့လား ဒီမှာတော့မဟုတ်ဘူးဗျမွေးပလဲလုပ်ငန်းကိုမြန်မာနိုင်ငံမှာတွင်ကျယ်လုပ်တာကော့တောင်းတို့ဗုတ်ပြင်းတို့ပလောတို့မှာလုပ်တာများဗုတ်ပြင်းမှာဆိုလို့ရှိရင်ပလဲကျွန်းရှိရယ်
ပလောမှာဆိုလို့ရှိရင်မလီကျွန်းရှိအကော်တောင်းမှာဆိုရင်တော့ရွှေကျွန်းရှိတာပေါ့နော်အမေပိုင်းနဲ့ကျွန်းကလည်းကော်တောင်းမှာဆိုတော့ကျွန်တော်တကယ်လှုပ်ရှင်ရင်တော့ကော်တောင်းမှာပဲလှုပ်ရှင်တယ် ဒီဘောဟုတ်တော့ပေါ့စီးပွားရေးဆိုတာလေဟိုလှုပ်ချင်တာနဲ့ကိုယ့်ရဲ့နေရာဒေသလေးတွေကလည်းကိုက်ညီအောင်မဟုတ်ကောင်းပါတော့သားရဲ့ ဟုတ်ပြီ ညီမလေးတမွေးရင်ဘိုးတို့စီခဏလာပါဦး ဘာမှချင်လို့လဲ မှာတော့အကျွေးကြီးလမ်းမှာပါလားဒီနောက်ရောက်မှာပါဗော ဒီသွားလိုက်ဒီထိုင်အောင်နော် ရတယ် အဲ့ဒီဘာမှမလေးပြ ဦးလေးကမှားမှာအများကြီးပဲဦးလေးကတက်ကြီးပြီမှတ်နိုင်မှာမဟုတ်တော့ပန်းမွင်လေးကို ကဲကွာဟိုငါတို့တောင်းဆရာရှိတာလေတောင်းကြပါအေးစေးတော့ပါကွာရစ်တော့မရစ်ကြပါနဲ့နော် သူတို့ကဘာကြီးရစ်နေလို့ကိုလေးရတာဆိုလို့ရတာကိုဆိုင်ကိုမြင်ရတာစားတော့နေဧည့်သည်တွေကိုယူဆက်ဆံတာမဟုတ်ဘူးနော်သူတို့ကလည်းစိတ်မရှိကြဘူးတန်းပွင့်လေးနေတာရောက် ဟဲ့အောင်ပန်းမွင်လေးနဲ့မလုံးနဲ့နော်ငါသမီးကပန်းမွင်ဆိုတာမင်းတို့သိပြီးသားကိုပြောတဲ့စကားတွေကစင်စင်ချင်းချင်းပြောကြမင်းတို့ ရှင်တို့ဘလို့ဖြစ်နေတာလဲပြဿနာမရှာနဲ့နော်တီးခတ်နေဆိုပြီးလွန်မလာနဲ့ အာစီကမလေးအစွာလေးပဲအာစီကတော့အကြီးရမျိုးပို့ကြမလို့ဟဲ့မင်းခွေးစကားပြောတော့ဘယ်လိုပါဟေးကျော်ပါလားလူကြီးညတော့ပြလှုပ်ပါဟာလည်းဆရာကြီးလား ညဝေးစေးပြောနေ အေးစီမပြောတော့ဘယ်ဘာလို့ချင် မလုံးကြနဲ့တော့ငါပြန်လာခဲ့လာမခိုင်တာဟဲ့ခိုင်တာငါဘုမဒါဆောက်ပြီးဆောက်ရတယ်လက်ကတော့ဟိုနွားလိုကောင်ကြီးကိုထိုးထားတာငါတော်နာနေတာ မရိုင်းနေကုန်လေကွာငါမရှိလို့ဟာ နင်ရှင်ရောနင်ကသူတို့တောင်းမှန်မလို့လား ဟာဘာဖြစ်လဲတောင်းမှန်ပါလဲဒီမှာလင်းမိုင်နော်ငါအဲ့လောက်ထိသွေးမနေဘူးဒါနဲ့ပတ်ဝင်ကိုနေရဲရောဘာဖြစ်သွားသေးလဲ သူလည်းနည်းနည်းတော့ထိသွားတာပေါ့ဟာ ဒီကောင်တွေကွာကြွားထဲမှာလေလောင်းစားထိုင်လို့လူမိုက်တွေမွေးပြီးအကုန်လုံးလိုက်ပြီးလူဝဝနေတဲ့ကောင်လေးဟာနောက်ကငါနဲ့တွေ့ရင်သေဖို့သာပြင်တာအဲ့ကောင် တွေ့နေစမ်းပါနဲ့ကွာဒီကောင်တွေနဲ့မင်းဖက်ဖြစ်နေတယ်အလကားကောင်တွေနောက်လေဒီကောင်တွေငါဆိုင်လာရတော့မှမဟုတ်ဘူး တန်းပွင့်မင်းကြောက်မော်ရွာသွားရင်တတိထားဒီကောင်လေးရွာဖြတ်သွားမှာမင်းတယောက်လည်းမသွားနဲ့ဟာဒီကောင်ခေါ်သွားဒီကောင်မအားရင်ငါလိုက်ခဲ့မယ် ညဘာသက်လိုက်ပါလဲ ငါမလိုက်ရဘူးလား အဲ့ဒါမလို့လေငါတော်လုံးရှိနေတဲ့ဥစ္စာ အဲ့ဒီငါလည်းမင်းကိုအရင်လိုက်ခိုင်းတာ ရိုးရိုးပြောနေတာ အေးပါ ကိုင်းတော့ပါတော့မင်းတို့ကလည်းလေအလဲကြငါသမီးကိုစောင်းရှောက်နေကြတာဟာလားမင်းတို့ကသူ့ဖေတွေမို့လို့လားမင်းဒီမှာဖေတယောက်လုံးရှိတယ်လေကွာငါစိမ့်မှာပါဘောကွာဘာကောင်တွေမှမသိ ဟုတ်ကဲ့ပါ ဦးလေး ငါရောင်တာတဲ့လာစောင့်နေ ဖြစ်လို့စတာဦးလေး အေးအဲ့ဒါကိုကြောက်တာမင်းဟုတ်တယ်ဟေး ကိုနေရတော့လာတယ်တော့ ဟုတ်လားအေးဟုတ်ခါရကြလိုက် မလေး ဘယ်မှာ ဟုတ်ပြီဘာဒီလဲကွ မနေ့ကကျွန်တော်ကြောင့်ပျက်စီးသွားတဲ့ပစ္စည်းလေးကိုအားနာလို့အစားထိုးပေးချင်တယ် ဘယ်နဲ့အစားထိုးပေးရမှာလဲငါသားလေကွယ်မင်းကဥဒုဘက်ကနေပြီးတော့အကုန်လုံးအကူကြီးပေးတာလေအဲ့ဒါဒီပါပေးစရာမလိုပါဘူးကွာလက်မခံပါဘူးပြန်သွားလေသားရဲ့နော် ကိုနေရမနေ့ကတော့တော်တော်ထိပါသေးလား ဘာမှဖြစ်ပါဘူးဗျာနေပါဟွာကျွန်တော်ပေးတဲ့ပစ္စည်းလေးကိုလက်ခံပေးပါနော် ဟုတ်ဗျာ ရပါတယ်ကိုနေရမလိုပါဘူးဟိုဆိုင်လဲတိတ်ပြက်စီတာမှမဟုတ်တာ အေးလေကွယ် ကဲပါပန်းမွင်ရလက်ခံလိုက်စမ်းပါနင်လက်ခံမှာဖြစ်မှာနင်မဆိုရင်ကိုနေရစိတ်ကောင်းဖြစ်နေတယ်နင်တို့ဆိုင်လေးပြင်ပေးဖို့ဆိုပြီးအဲ့ပစ္စည်းတွေကိုသူ့ကိုယ်တိုင်တကူးတကလိုက်ရှာပြီးဝယ်လာတာဗျာ အားနာစရာကြီး အားနာစရာမလိုပါဘူးအဲ့လေးကိုကြည့်လိုက်နော် တကယ်လက်ခံလိုက် ဟိုမှာတစ်ခါရောပါဖြစ်လိုက်
ပစ္စည်းလေးတစ်ခါချပြီခုနချလိုက် ကျေးဇူးတင်ပါတယ်ဟိုမပြန်နဲ့ဦးနော်ဆိုင်မှာတစ်ခုခုစားသွားအောင် ဟာမပြန်သေးပါဘူးဗျာတခါလေးတဲလေးပါပြင်ပေးခဲ့မှာ အာမလိုပါဘူးကွယ်ဒီတဲလေးကဘာမှခဲရခဲစလောက်ရတာလည်းမဟုတ်ဘူးပြီးသလောက်လည်းဖြစ်နေပါပြီမလုံးနဲ့မလုံးနဲ့ရ ကဲထိုင်ကိုနေ ဟုတ်ကဲ့ အော်ကိုနေဒီနေ့လေဆိုင်မှာပင်လဲစားအစုံရတယ်ဘာစားချင်လဲပြော လမ်းမွေးအဆင်ပြေရပါစေကျွန်တော်လည်းဗိုက်စာနေတော့ အေးစားမယ်ငါတို့အတွက်ဦးရိယလေးပေါင်းလုံးဆိုတဲ့ share ကိုချက်ကျွေးမယ်နော် ကျေးဇူးပါဗျာ အမိအောင်လေးကိုအဲ့ခံလိုက်အောင် ဟုတ်မလေးအဖေကလေပန်းမွှတ်ထထောင်မှာပို့ပြီးဟင်းချက်ကောင်းလေ ဟုတ်လား လင်းပိုင်မင်းကတော့ကြံရည်ဖြစ်တော့မယ်ထင်ပါတယ် မင်းကဘာလို့ဆိုလို့ရလဲ ဘာလို့ဆိုလိုရမှာလဲဟိုမှာမင်းရဲ့ချက်စုမှာလေကိုနေရင်းနဲ့တူပြုံးပြောနေတာပဲဟဲ့မင်းမြန်ဖွင့်ပြောသိပြီနော် အဲ့လိုတော့မဟုတ်တော့ပါဘူးချက်စုမှာမနေ့တနေ့မှတွေ့တဲ့ယောက်ျားလေးတယောက်ကိုအလွယ်တကူအညာလွယ်တဲ့မင်းကြီးတော့မဟုတ်ပါဘူးအခုကလည်းလေသူ့ကိုကူညီထားလို့အလိုက်ထိုက်ဆက်ဆံတာမျိုးပဲဖြစ်မှာ အေးပါကွာမင်းပြောတဲ့အတိုင်းဖြစ်ပါစေလို့ငါဆူတောင်းပေးပါတယ် တော်လေသမီးပန်းမွေလာသမီးလာသမီးလာ တော်လေဘာလဲလို့ မျိုးတယ်နေတာသမီး ဟင်းရောချက်ပြီးသွားတယ် ထုံးစံတိုင်းပေါ့တားပြန်လာတော့မှခင်းစားပါလာပါကြီး အဲ့ဆိုရင်တော့အတော်ပဲဟိုဒီနေ့ဆိုင်မှာလေးဟိုတောတယ်တွေလာလို့စတိုင်းဟင်းချက်တယ်အဲ့နဲ့တော်လေးတို့အတွက်ယူလာတာ အော်သမီးရဲ့ခဏဟင်းနေလာပို့အားနာလိုက်တာပြီးတော့သမီးကဆိုင်တစ်ခွက်တည်းအားလာမဟုတ်ဘူး ရပါတယ်တော်လေးရဲ့ဒီနေ့ဆိုင်မှာလူပါတယ်လေ ခဏလေးနော်သမီးတော်လေးတော့ထည့်လိုက် အော်မလဲပါနဲ့တော်လေးရဲ့ဟိုလင်းမိုင်ဆိုင်ဘက်ရောက်တော့မှပဲသူ့ကိုထည့်ပေးလိုက်လေ ဟောခဏလေးပါသမီးခဏလေး ဟိုရပါတယ်တော်လေးရဲ့ဟိုဆိုင်မှာလည်းအဖေကြောက်တယ်ဆိုတော့သမီးပြန်လိုက်တော့နော် ဟောအေးတာရုပါသမီးရဲ့ခုလိုတိတဲ့လိမ်ပါတဲ့သမီးလေးဒါကိုသမီးလေးဖြစ်လိုက်တိတ်ကောင်းပါ သမီးကလည်းအမေမရှိတော့ဘူးဆိုတော့ဒေါ်လေးကိုကို့အမေလိုပဲသဘောထားပါတယ်သမီးပြန်တော့မယ်နော် အေးသမီး ခုလိုလိမ်မာရေးကြရှိတဲ့သမီးလေးငါချွေးမလေးဖြစ်လာရင်သိတ်ကောင်းပါအေးငါကောင်းပါလေဖြစ်ကုန်ရှိ နီလူတော့ရဲ့အယူခင်းညူရဲ့အမေဒါကဘာရင်လဲမီး စသားဟင်းလေးတိုင်း တားယူလာတဲ့ဟင်းစားထဲမှာစက်သားမပါပါဘူး ပန်းပွင့်လာပို့သွားတာ ပန်းဝင်ပို့ဟာဒီနဲ့ဆိုရင်တော့ထမင်းကတော့အများကြီးဝင်တော့မှာပဲအမေထမင်းများများချက်ထားရလား ဟောရှိပါတော့ရှိပါ ညကလည်းမှုေးနေတာပဲဒီဟင်းနေတာဆိုလို့တော့နှစ်ပကံသုံးပကံလောက်ကတော့အตาလေးရှောင်းနဲ့ဝင်သွားမှာအမေရဲ့ စားမသာစားသမှာတာရဲ့အမေကလေနိုးစီကိုနှလုံးချက်တောင်ချက်ထားတာကျန်တော့လေညစာဘောတာရဲ့ မတော့ဘူးအမေညကြရင်အမေထမင်းတော့ဆက်ချက်မှာသိကြတယ်တော့လား ဟာငါသားလေးအိမ်အောင်ပြုတ်မစင်းသားသေးဘူး ဘလို့မင်းဝင်တော့မင်းကြတော့မေ တာရဲ့အမေကအသက်ကြီးပြီလေအမေမျက်စိမမိတ်ခင်မှာငါသားလေးကိုမိသားစုစုံစုံလင်နဲ့အမေကမြင်ချင်တာတာရဲ့ပြီးတော့အမေကမြည်ချီတယ် မေမဆိုတော့မျိုးလေကုန်းကုန်းဆမ်းဆမ်းရောင်းနေလို့မြအမေချင်းနေရတာ အဲ့ဒါတော့ငါလည်းသိတာပေါ့ဟဲ့ဒီမှာအသက်ကြီးမှအိမ်အောင်ကြလို့ခလေးရရင်အဲ့ဒီခလေးကိုပြုစုပြောထောင်ဖို့ခက်နေမယ် ဟုတ်ပါဘူးနော်ဒါမေမအမြန်ဆုံးရအောင်ကြိုးစားမယ်ဟုတ်ပြီလား ပါမိန်းမယူလို့ရှိရင်ပန်းဖို့လို့မိန်းကလေးမျိုးယူသိလားအမေကသူ့သမီးတော်ချင်းလား အဲ့ဒါများအမေရာသူ့ဖေရှိရလေအမေရဲ့ အာဒီကောင်လေးမအေးဘူး အမေရတယ်သူ့ဖေရှိရလေသူ့ဖေစီမှာအမေတောက်လိုက်တောင်းပေးဒါကိုပြောတာ မင်းအပေါ်ကြီးပြောမယ်ပန်းဝင်ဝင်ရအောင်ယူပြ ပန်းပွင့်ကို ဟုတ်တယ် အမေရဲ့ပ
ပန်းမွေးဆိုရင်လွယ်မလွယ်နော် तू ကတော့တစ်ဖက်သက်ကြိုက်နေတာတားတော့ပတ်ပြေးနေရတာ လေဟုတ်ပါပြီမင်းငါ့ကိုလက်တွေ့ပြ ပြမှာနော်မလာမဲ့စုံမျိုးဝဲကြလို့ရှိရင်လေအမေဆွေးမအလိမ်မာလေးအိမ်ပါပြီလို့သာအမေမှတ်လိုက်တော့ဟောအမေအဲ့စုံမျိုးဝဲကိုလေနှစ်တန်းကိုလုံနေတာအဲ့ဘာလို့လုပ်လာလဲမင်း ဟောတားရဲ့အမေတို့ပင်လေရေလောက်သားတွေကလေကျမ်းမာရေးစီးပွားရေးကောင်းပြီးအနေရကင်းအောင်ဆိုပြီးတော့ပင်လေသမုတ်တိုင်ရဲမှာရှိတဲ့ရှင်ဥပကုတ်တာမထေကြီးကိုစွန့်ကပ်ပူဇော်ပွဲတွေလုပ်ကြတာပေါ့တားရဲ့ ဩအဲ့ကြောင့်အိုးထဲမှာစံရောစီရောဖျောင်းနိုင်ရောအမွှေးနိုင်ရောထိတ်ပြီးမျောတာဘူးတားခုမှသိတာအမေ လူတော်စုံနေပြီအမေ ဟုတ်ပါရဲ့ သိချပါဘူးဟုတ်တော့တက်ဆွဲပြီးတော့ပေါ့ဗျ ဟဲ့အိုးဘာလုပ်တာလဲ ဩနမူနာပြတာပါနင်းရတယ် ကိုရှိတယ်ကြောက်ဟုတ်လားအဲ့တော့ဟုတ်ပြီကြာကြီးကျွန်တော်ကြာငါတို့မိုင်းတာ လူတော်စုံနေပြီ ပါလေအဲ့ဒါဆို ဟာကိုနေရဲ့ဟုတ်ကဲ့အစိုးမျိုးဝဲလာလားဗျာ ဟုတ်တယ်လင်းမကြီးကိုနေရဲ့သုံးမျိုးပဲကြည့်နေဆိုလို့ငါလိုက်ပို့တာကွာ ဟုတ်တယ်ဗျကျွန်ငယ်တော့ရွာရေးဆုံးမျိုးပဲမြင်ဘူးတယ်ဒါပေမဲ့အခုမှပဲကိုယ်တိုင်ကြုံပြီးကိုယ်တိုင်ပြောတော့ ကောင်းတာပေါ့ဗျာအရန်ပြောကောင်းတာဗျာဒါလေးရအတူသွားရအောင် ဟုတ်ကဲ့ ဟုတ်တော့ကြာ ဟိုမှာလူကတော်စုံနေပြီ အဲ့ဒါပြောနေဟာ ကိုလည်းမျောပြီးလို့ချင်းပြန်မစဲကြနဲ့ဦးနော် ကဲ ဟုတ်လေဝလူတွေကဘာလို့ဆုံးမလို့ကြ အော်သူတို့ကစွန်းအိုးမြောက်မဲ့အဖွဲ့မဟုတ်ဘူးကိုနေရဲ့အခုမျောထားတဲ့စွန်းအိုးလေးတွေကိုသူတို့ကအလူရက်လိုက်ဆယ်ကြမဲ့အဖွဲ့လေအဲ့လိုအလူရက်ဆယ်ရတာပိုပြောဖို့ကောင်းတယ်နော် အဲ့ဆိုရင်ကျွန်တော်လည်းအဲ့လေးလေးစီးပြီးတော့ဆုံးလိုက်ဆယ်လို့ရ ရတာပေါ့ဒါကိုယ့်ရွာလှေတွေပဲလေအော်တမ်းမွေလည်းလှေပေါ်ရောက်မှပဲဒီစွန်းအိုးလေးမျောလိုက်တော့မယ်နော် ဟုတ်ကဲ့ကျေးဇူး ကိုပေါက်ကြိုင်ကျမတို့လည်းလှေပေါ်နေတော့မျောကြရအောင်လေ ဟိုဒီကပဲပြောလိုက်ပါတော့မိမရဲ့ ။အော်လာပါကိုပေါက်ကြိုင်တနေ့မှတစ်ခါပြောရတဲ့ဟာလာပါ ရှိတယ်နော် ရှိရမယ်ပြောစရာအိတ်ဟာ ကွမ်းသူဒီမှာကိုနေရဲ့ကလှေလေးခဏလောက်စီးချင်လို့တဲ့ ဟောပန်းမလာခွဲလာ ခဏကြိုက်ပေးဦး ကွာလာဟာလာရတယ်ကိုဟောโอเคပေးရရ အဲ့လည်းနော်ရကျေးဇူးပါဗျ ဟိုမှာပန်းပွင့်တို့လင်းနေပါအောင်မမသားနေရဟို ဆုံးကမျောလို့ရ ရပြီအရင်ဆူတောင်းလိုက်အောင်မနော် ပါတီခံချာနေတာလေ မဟုတ်ပါဘူးမင်းကလေ အောင်မငါမသိမြတ်မှတ်နေလားကွာပြောမယ်ဆိုလို့မြန်ဖွင့်ပြောလိုက်မင်းကလေ ပြောချင်တယ်မပြောရဲလို့ငါအမေကိုလည်းပြောပြီးသွားပြီကွာဟိုစုံမျောဝင်နေကြလို့ရှိရင်အမေချွေးမောင်လက်ဆွဲပြီးခေါ်လာခဲ့ပြီလို့ငါပြောထားတယ် ဟောအဲ့ဒါဆိုပြောလေကွာမင်းမပြောမင်းကြံရင်ဖြစ်မှာဗောကွာမင်းကလေ မပြောရဲလို့ပါဆိုမင်းကလေငါဟိုလိုကန့်လိုက်ခံတယ်မင်းမမြင်ဘူးလား အော်မင်းကတော့တော်တော်အဖြစ်မရှိတဲ့ကောင်ပဲကွာဒီလိုလုပ်ကွာမင်းအစားငါပြောပေးမယ်အစင်ပြေတယ်ဆိုရင်မနေ့ဖန်ပင်းလက်ပြဆက်မှာတဝမ်းကျွေးမှာငါ့ဟဲ့
ဘယ်တကယ်ပြောပေးမှာ တကယ်ပြောပြမှာပေါ့ကွာ တကယ်ပြောပေးငါလည်းတကယ်ကျွေးမှာပေါ့ ခရီးတော့ ဒီခကြီးကွာ အေးပြီးတော့ ဒီဘိုးရောက်နေမြင့်ဘလို့လုံးမှာလဲ လူမော်ပါကွာမင်းငါ့ရဲ့အစွမ်းကိုစောင့်ကြည့်လိုက်ရော့ထိုင်တာယူလား ဘာလို့မှာလဲ ခဏလေးစောင့်ကြည့်လိုက် ခုကဟိုင်ကြုံကလည်းပြောပါ ဟုတ်တယ်ပြအဲ့လိုမျိုးပဲလေဒီလိုမျိုးလိုက်ပြီးတော့အဲ့လိုအိုးလေးတွေရမ်းပြီးတော့ဆဲဟုတ်တယ် ညိုးတော့ရညိုးပြီးတော့ပြီမရေ အေးပါရနေရှင်းလို့လေမိုင်းနဲ့ဒီဆိုင်ကတော့ကိုရတယ်သူဟုတ်ကွာ ကိုလေးကိုလေးတော်တော်ပြောခဲ့ရင်လားသိတယ်ရောက်ပြီ တော်ပြီနော်လေ ကျမကြီးတော့ပြောခဲ့လား အော်အဖေစီခဏသွားလိုက်အောင်နော် ဟုတ်ကဲ့အဲ့ဒါကျွန်တော်တို့ကတော့လာ ဒီပတ်မွေဒီပေါင်းကငါမျိုးပြောစရာလေးရှိလို့ပါ ဘာပြောမလို့လဲ ယူ အင်းညညတော့ကွာငေါ့လိုက်ပို့ မဟုတ်လေဦးလေးဒီမှာပြောစရာရှိလို့ ကြောက်လို့ပါတော့ ဦးလေးပြောစရာရှိတယ်ပြောနေဦးလေးလိုက်ဖို့ဝင်မယ်လေဦးလေးဒီမှာမင်းအိမ်လိုက်ဖို့ခိုင်းနေလို့ဒီချာလေးတော့ပြောကွာညနေကျရုံးကခဏလာကြာ ကိုလေးဘာတွေတွေးပြီးကြည်နူးနေတာဘာမှမဟုတ်ပါဘူးဗျာမင်းညာစုံမျိုးဝဲအဖြစ်ဖြစ်လေးတွေးပြီးတော့ကြည်နူးနေအကိုလေးကပန်းမွန်းနဲ့နှစ်ယောက်တည်းလေတူတူစီးပြီးတော့ပျော်ခဲ့တာတွေးပြီးတော့ကြည်နူးနေတာမလားမဟုတ်ပါဘူးဗျာကျွန်တော်ငယ်လေးကနိုင်ငံခြားမှာနေတာဆိုတော့ဒီရွာရဲ့ချစ်စရာကောင်းတဲ့ဓလေ့လေးကိုကြည့်ပြီးတော့ကျွန်တော်ကပြောလို့ကူးစက်နေတာဗျဒီရွာလုံးကလည်းယူသားပွင့်လင်းပြီးတော့ဆက်ဆာနှောင်းနှောင်းနဲ့တော်တော်ပြောဖို့ကောင်းတာ ဟုတ်တယ်ကိုကြီးကကျွန်တော်တို့ရွာရဲ့စုံမျိုးပဲအရန်ပြောစရာကောင်းတာတယောက်နဲ့တယောက်ဘလောက်ပဲဆဆဘလောက်ပဲနောင်းတော့စိတ်မစိုးကြဘူးကိုလေးရဲ့ အေးဗျကျွန်တော်တော့ဒီရွာကိုရောက်တာမကြသေးဘူးမယ်ဒီရွာလုံးနဲ့ရင်းနှီးဖြစ်တယ်လို့ခံစားရတယ်အစားတော့ဗျာဒီမှာခဏလောက်နေပြီးဘန်ကောက်ကိုပြန်တော့မယ်အခုတော့ပြန်ကျင်စိတ်တောင်မရှိတော့ မပြန်လို့တော့မရဘူးသားအမေသားကိုခေါ်လိုက်တယ်ဆိုတာအမေရဲ့လုပ်ငန်းတွေကိုသားဦးစီးဖို့ခေါ်လိုက်တာအခုတော့အမေဒီမှာစက်တောင်မထားချင်တော့ ဘာဖြစ်လို့လဲမေ ဘာဖြစ်ရမှာလဲကိုနဲ့အဆင့်တန်းမတူတဲ့ဟာတွေနီးစပ်သွားမှာဆိုလို့လေ ဘာလို့ပြောနေလဲ ဟဲ့နင်ဘာလုပ်နေလဲသွားတာဒီဦးကျောက်ဆောင်သမီးကိုစိတ်ဝင်စားနေရလား ဦးချောက်ဆောင်သမီးဆိုတာ ပန်းပွင့်ကိုပြောတာဟဲ့ မဟုတ်ပါဘူးမေ မဟုတ်တာပဲကောင်းတယ်အမေကတော့လေဒီရွာဟာတွေကိုလေဒါအပျော်သဘောနဲ့တော့စိတ်ကူးမြင်စေခြင်းဘူး ဟုတ်တယ်နေရဒေါ်ယတနာသားဆိုတာနဲ့ခေါင်းညိတ်ဒူးထောက်ကြမယ်ဒီမျိုးရှင်တပုံကြီးပဲမမရဲ့ပိုင်ဆိုင်မှုကြလဲမလောက်ဆရာပဲလေကွာ ကိုယ်စိတ်နဲ့နှိုင်းရင်တော့ရိုင်းတော့ တာလူကြီးကိုဘယ်လိုပြောလိုက်တာလဲ ဒီမှာဦးကမှာတချို့ကိစ္စတွေရတယ်ကိုယ်နဲ့မဆိုင်ဝင်မပါတော့ကောင်းကျွန်တော်သတိပေးတာ တာတာ မိုင်းနေရီ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  ဟိုလေမထိတ်တာမလန့်တာရှိလိုက်တာဘာတွေဖြစ်လာတာတော့ မိုင်းနေရီကဒီမှာလာပြီးစိန်ကြနေဟာလားမိုင်းနေရီကကြံရင်ဖြစ်တော့မယ်ကြံရင်ဖြစ်တော့မယ် ဘာချင်းရင်ဖြစ်မှာတော့ အော်ကျွန်တော်ကဒီလိုစကားမျိုးတွေဗျာပြောချင်တဲ့ကောင်မျိုးမဟုတ်ဘူးဗျာပြီးတော့ဂျားသုံးကြားတဲ့ဝิญญาဏမဟုတ်ဘူးမပြောတာပဲကောင်းပါလေဗျာ ဟဲ့ဒီပြောလို့လားမလားပြောတတ်မှာဘာတွေဖြစ်လာတာတော့ ပြောဆိုတော့လေပြောရမှာပေါ့ဗျာ
ဥပေါက်ချိုင်းပေါ့ဥပေါက်ချိုင်း ကိုပေါက်ကြိုင်ဘာဖြစ်လို့လဲကိုပေါက်ကြိုင်အနောက်မှာအဝတ်လျှော်နေလေ အော်အဝစ်လျှော်နေဟလားအဝစ်လျှော်နေတာမဟုတ်ဘူးမအသစ်ဖော်နေတာဟုတ်တယ် ဘာအသက်ဖော်တာတော့ ဟုတ်တယ်အလန်းစီကကောင်မလေးတယောက်နဲ့တောင်းပြမှာချိန်တွေ့နေတာ မဖြစ်နိုင်တာ ဘာလို့မဖြစ်နိုင်ရမှာလဲအဲ့ဒီကောင်မလေးကျွန်တော်သိရဟိုဘက်ရွာတော်တော်လေးလဲနေတော်တော်လေးချော့တယ်ဗျခက်ငယ်လေးမာကြီးတော့ကြံရင်ဖြစ်တော့မှမြင်အောင်သေးတယ်ဗျကြံရင်ဖြစ်တော့မှာဗျ ဟဲ့ဟုတ်လို့လားဟဲ့မဟုတ်တော့နင်းနဲ့ငါနဲ့တွေ့မယ် အော်မယုံရင်လိုက်ကြည့်လေအဲ့ဒါလိုက်ကြည့်ကြလား လိုက်ကြည့်မယ်ဟုတ်နင်းနဲ့ငါ တိုက်လို့လို့ အေးဆက်ပါနော်ဘာမှလည်းငါတို့ပါလား ကြည့်ပါတယ်ဗျာဟုတ်ပါရောက်ဖက်ပြီးတော့ရှင်းနေလိုက်ကြရဲ့ ကိုပေါက်ကြိုင် လာပြီလေ နေကောမနင်တို့ညောင်လုံးငါတတ်မယ် ဦးလေးကျွန်တော်ပြောတဲ့အတိုင်းလုပ်နော်အဲ့ဒါမှဦးလေးအဆင်ပြေပါ ဟဲ့ရှင်းပါတော့ဟဲ့ဟဲ့ဘာလို့လဲရှင်းပါတော့တယ်တော့တော့လေ အဲ့ဒါငါရဲ့အချစ်စစ်အချစ်တစ်လေ ရှင်းပါတော့ရှင်းပါတော့ဒီအချိုးတောင်းပါပြီလားဘာကြောင့်ရှင်းတာလဲ လှုပ်စမ်းပါနင်ကအဲ့ဒါတွေစိတ်ကုန်တာဟမ်ထားရနေစေရတော့ခေါ်ရင်လာခိုင်းတာလို့မရကြောဘောငါစိတ်ကုန်နေပြီဟာအခုချစ်လေရလေနင်းတဲ့ငယ်လဲငယ်လဲချောလဲချောတယ်အပြူသူရလည်းကောင်းတယ်ငါဘောသူနဲ့လည်းအဆုံးတတ်တော့မှာ ရှင်တကယ်ပြောဟာလား ဟုတ်တယ် ကျမရှိကိုလိုက်တတ်မှာနော် တတ်ပါတက်လိုက်စမ်းပါဟာရှင်ရဲ့နဲ့သေးနေတာနော်နင်းနှိမ့်စမြောင်ငါခံရတာငါစိတ်စင်းရပြီငါမနေချင်တော့ဘူးတော်ပြီဟာ ကိုပေါက်ကြိုင်ကျမကိုထားခဲ့တော့မလို့လားကျမရှင်မိပဲနဲ့ကျမမနေနိုင်ပါဘူးနေ့တည်းကလည်းကိုပေါက်ကြိုင်မိပဲနဲ့မနေနိုင်ပါဘူးအမားတွေတော့ကိုခွန်းတော့မထားခဲ့ပါနဲ့တော့ထားခဲ့ပါနဲ့ နေထိုးရပြေးမှာဆိုတာသိချလား ပြေမမယ်အဲ့လိုမလုပ်တော့ပါအဲ့ချိုးတွေလည်းပြေမမယ်တော့မထားခဲ့ပါနဲ့မထားခဲ့ပါနဲ့ ဦးကြိုင်ဟေးစိန်ကြနေရဘောလားဟမ်ကျွန်တော်စိန်နဲ့အနာနဲ့တဲ့သွားပြီနဲ့တူတယ်ဟဟလား မင်းကလည်းအခုမှပြင်မော်ထိုင်ရတာတော့じゃဖောင်းကားစားပင်လို့နန်းတဲ့အတူဆုံးစံပြစုဖြစ်သွားပါဦးမယ် ပြေးပါဗျာအခုလိုဘယင်းတစ်ပါးလို့လေမင်းမင်းထိုင်နေတော့တွေ့ရတော့ကျွန်တော်ရင်ထဲမှာဝမ်းတောင်လုံးစို့သွားလို့ပါ လို့ဆိုတိတ်တိမ်လေးဆိုင်မင်းကြီးစု ဟုတ်ပါနဲ့ စပ်စပ်နေ ကို တယ် ကြိုင် အေးဟေး ဟဲ့မောင်လေးလက်မိုင်ဘယ်တော့ရောက်နေရတော့ ဟောအမကြီးကျွန်တော်အခုပဲရောက်တာအမကြီးရဲ့ ဟဲ့ငါကြောက်ပူလေးကြော်လာတယ်ဝီစကီနဲ့တောက်လိုက်ပါအောင်ကိုကိုကြိုင်မောင်လေးနေရောတောက်အောင်မလား ဟာကျွန်တော်မတော့တော့ဘူးကျွန်တော်ခဏနေလှေထွက်ရမှာ ဟလားဟဲကိုကိုကြိုင်ဝီစကီကကုန်နေပြီနတီကိုပြောတာမဟုတ်ဘူးဝယ်ထားတာအများကြီးပဲရှိရလှမ်းအောင်လိုက်တာမဟုတ်ယူလာမှာပေါ့ ဒါလေးကုန်မဒါလေးကုန်မ စီစဉ်ပါဦးအမကြီးဟမ်အရန်ကိုပြောင်းလဲသွားရယ်နော်ဟိုရင်ချင်းလိမ်မှာတင်တန်းနေပါလိမ့်များအမကြီးတက်ရတာလား ဟဲ့နေရလဲမဟုတ်တာ ဟုတ်ကျွန်တော်ဒီကိုရောက်လို့ရှိရင်လေတနခါသွေးနေတဲ့ဦးချိုင်းခမင်းချက်နေတဲ့ဦးချိုင်းအဝိရှော်မီးကိုတိုက်နေတဲ့ဦးချိုင်းပဲကျွန်တော်တွေ့ခဲ့ရတာအခုလိုမြင်လိုက်ရတော့လေဟိုကျွန်တော်မျက်လုံးတော့ကျွန်တော်မယုံနိုင်ဘူးဖြစ်သွားတယ် အမားတို့တော့မင်းမကောင်းမင်းမမြတ်တွေကတေးတဲ့ခါကြလို့ရှိရင်နက်ပြည်ရောက်တယ်တဲ့မောင်လေးရရှင်းလား ရှင်းပါတယ်ဗျာရှင်းပါတယ်အခုလိုကြားမြင်ရတာဝမ်းလဲဝမ်းသာလုံးပါတယ်အမားတို့လင်မယားကိုကြည့်ပြီးတော့လေဟိုကျွန်တော်တော့မှမိမယူခြင်းတဲ့ဒီဂရီတောင်တဖြည်းဖြည်းတိုးလာတယ်လို့ ရမယ်ငါကောင်ရေအခုလိုပီတီဝေဖျားနေတယ်တီတီကေခါစံပြလင်မယားကိုတွေ့မှာတော့မင်းဒီလိုပဲဖျားတော့မှာပေါ့ငါကောင်ရေ ကြီးကျယ်တွေပြောနေပါလား ကိုကြိုင်ငါဘာလို့မဖွင့်တာလဲကိုကြိုင်ပူမှာပေါ့ ။အော်နေဒီလေးရေအခုလိုလျှက်စစ်စိန်ခံပစ္စည်းတွေကိုမသုံးညင်ပါဘူး။နေဒီလေးကိုယ်တိုင်ခန့်ပေးတဲ့လေးအေးလေးကိုခန်းစားခြင်းတာ ကိုကြိုင်ကလည်းအစိုးရမပြောခဏဆောင် ။တွေ့ရနော်တွေ့ရနော်။ညချန်လေးလောင်းမှာ အော် စကြဝဠာ ပူခံပြောနေနေစကြဝဠာစကြဝဠာပြရမှာပေါ့ အဲ့ကြောင့်ခင်ဗျားတော့မဟုတ်တော့ဘူးကြာနော်အဲ့ကြောင့်ခင်ဗျားတော့နှစ်ယောက်တယောက်ဖြစ်သွားပြီနော်နည်းတော့များသွားပြီကျုပ်ကလူပြိုလေးပါဗျာကျွန်တော်လည်းနေပါအားနာကြပါဦးနော်အခုချက်ချင်းမိမကောက်ယူရလဲကျွန်တော်မှရီးသားတော့ရှိတာမဟုတ်ဘူး အမလေးပန်းမွှင်းရှိရလေမသိဘူးများမှတ်နေ တော်ပါမရအဲ့ဒီပန်းမွှင်းရလေအဝေးရပြဒုံးနဲ့ခောက်ပါ ။ဘာကြီးကိုဝေးပြိုက်ဘာကိုဒုံးနဲ့ခောက်လိုက်တာ ကဲပါဗျာအဲ့ကိစ္စတွေရှင်းမနေနဲ့ရှင်းပိုရှုပ်တယ်နော်အဲ့တိုင်းလေးပဲမှတ်ထားလိုက် ။မိမအဝေးရပြဒုံးနဲ့ခောက်တယ်သိလား သိဘူးလေဘာကိုပြရဘာကိုတုံးနဲ့ခောက်တာတော့ ။ဟာလည်းကပါဒီကောင်ပေါက်ပန်းစီရှောက်ပြောနေတာဖြစ်မှာ။ဘာမှဖြစ်ရှိတဲ့ကောင်မဟုတ်ဘူး။တ
တမ်းမွေးနဲ့ဒီလောက်ချိန်လုံးနေနေကကရှိနေတာတော့မှမစွန်ပါဘူးဒီကောင်ကောက်ရိုးပုံဆောင်နဲ့အာဦးအာဦး ငါကျွန်တော်စော်ကားတယ်ဗောဟာလားဟမ် ဟုတ်ချစ်လို့စားလေ ကျွန်တော်ချစ်လို့ဆိုင်ဦးလေးဒုက္ခရောက်သွားမယ်နော် ဒီလိုက်ငါတို့ဒါလေးစိတ်ဆိုးစရာလား အဲ့လိုပဲပြော ဒီက ကဲပါကျွန်တော်အလုပ်ရှိသေးတယ်မိုက်ကျွန်တော်သွားလာဦး အေးမောင်လေးအေး ကောက်ရိုးပုံလား တော့ပြောနေကြရချင်းမဟိုနေ့ဆိုင်ငယ်ဘောကလေအဲ့ဒါ အေးမောင်လေးအကိစ္စကိုအမသိလို့အခုလိုပြောင်းလဲသွားတာပဲ ဒီတိုင်းလေးကောင်းပါလေဒီတိုင်းလေးကောင်းပါလေငါတွေ့ရနော်ဟေး တတိထားနော်ကြာတတိထား မင်းလေးပြန်ဝင်လာနေကြလို့ရှိရင်ပန်းမွေးတို့ဆိုင်မှာခောက်ဆွဲကြအဝဝဲချင်း မဖားနဲ့နော်တတိထား ဒီပါဟာအဲ့တော့အေးချလာပြီကွာ ကိုကြရင်ဒါလေးကောင်းအောင်တောက်လိုက်ပါအောင်ပြီးရင်နင်းပေးမယ်နော် နင်းပေးဦးမလား တာဘာမီဘူးအမေမကြမ်းမဆိုလို့အော်ခေါ်လာတာ ဒီရလေဒီရိုက်မယ်ဆိုတော့ဤပဲ ပြေးရတာမောတာမေယာတော့ရီလေးတစ်ခါတော့တိုက်ပါလား မောရသိလိုက်မတိုက်ဘူးငါမှတော့ဘသူနဲ့ဘာဖြစ်ခဲ့လဲလို့စိတ်တွေပူလိုက်ရတာခါတည်းဟုတ် အမေကလည်းတာချစ်လို့စတာပါအမေရဲ့ မင်းကိုပြောလိုက်အဲ့တိုင်းပဲငါသားမင်းလည်းငယ်တော့တာမဟုတ်ဘူးတီတီငင်ငင်လေးနဲ့အိမ်တော်ပြဖို့စဉ်းစားပါလားတာကြီး ဟိုအမေကလည်းဗျာဘယ်ရထားစီစီဒီဘူတိုင်းစိုက်နေတော့တာပဲ စရမှာပေါ့မင်းပြောတော့လေစိုးမျောတဲ့ပွဲညကြလို့ရှိရင်အမေချွေးမလေးကိုလက်ဆွဲအိမ်ခေါ်လာမယ်ဆိုပြီးတော့ဖိုးကြော်ရွှဲယူခေါ်လာတယ်မင်းတို့ဖိုးကြော်နေကြိုက်နေတာ ဘယ်လဲကြက်ရမှာလဲအမေကအဲ့ဒီနေ့ကလည်းအဲ့ကောင်နောက်ဆက်လို့နော်မဟုတ်လို့ကတော့လေတာပန်းပွင့်ကိုရေစကားအတီပြောမှာ မင်းတီပြောလဲ तू ကလက်ခံမှာမဟုတ်ဘူးမင်းအဲ့လိုပေါ်တော့နေလို့ရှိရင်မင်းတို့ဘယ်မင်းခရမှာကြိုက်မှာမဟုတ်ဘူး ဒီမမေဒီနေ့ကစပြီးတော့အဲ့ဒီမိမယူဖို့ကိစ္စတစ်ခုတည်းပဲလုံလာဝရိယရေးထားပြီးတော့တာလှုပ်တော့မှာနော်တာအဲ့ကိစ္စတစ်ခုတည်းပဲဇောက်ချပြီးလှုပ်တော့မှာအမေရဲ့ မယုံရေးချမယုံမယုံရေးချမယုံ ဒုက္ခပဲလူတွေကလည်းကွာဒီနေ့ကျွန်တော်ပန်းပွင့်ပြောပါမယ်ဆိုတော့မများတယ်ဒီကမှအလူလိုကြနေရတယ် အေးနော်ဟာရဒါအလူအိမ်လေးလေကွာ ဟောဒါအလူနေမဟုတ်သေးဘူးလေကွာဒီနေ့အချက်ပြုတ်နေပဲရှိသေးစီစက်မောင်မလူတွေကလည်းများတယ် ပြတ်တော်ဖြစ်နေတာ ဖြစ်လို့မရဘူးပေါ့နော်ပန်းပွင့်ကိုကြောင်လဲကောင်နေအများကြီးငါဥမဖြစ်မယ်မဟုတ်ငါကြံခဲ့မှာ အေးအဲ့ဒါတော့ဟုတ်တယ်ကွာမင်းကကွာတိတဲ့ချိန်တော့ရှိမှာအချိန်ခါလေးတော့စောင့်လို့ကွာနော် ပြီပါ ပြီးတော့အများကြီးချာတော့ညာလဲတော့ငါတို့ကော်ဖီလေးပါတိုးလိုက်တော့ကြိုက်မှာဗောမာကြီးရဲ့လှုပ်ထားအောင်ပါ ဟေးရအဲ့ဒါမင်းတို့ခွင်ပဲ အဲ့တော့ခွင့်ရေးပဲအေးငါတော့ပြောတယ်ဟုတ် အောင်ပြင်းပါ ဟိုင်း ရမေးတယ်မိတဲ့ ကြောက်မင်းရင်နှွေးထပ်ပြန် မင်းရတယ်ဗျာဒီချိန်ကြမှာတစ်ခါလေရင်တွေကိုမတောက်ဝဲနေပါလားလို့ မယုံများဟောဟဲ့ ဗျာပဲလေကြီးတော့ထဲမလို့လေ ယူတော့တယ်ဒီဘက်မှာလေ သိရဲ့ဒီနိုင်နဲ့ဝိုက်သွားမလို့အမေရတယ်ဗျာပန်းမွေပန်းမွေငါနေကိုပြောစရာရှိလို့ဟာ ဟောပြောစရာရှိလဲနောက်မှပြောစမ်းမှာငါကော်ဖီသွားဖျော်ပေးရအောင်မယ်နင်လည်းရင်တွေးသွားထည့်ရမှာမလားသွားထည့်လေးသွား အေးပါဟာလေကွာအဲ့ချစ်တယ်ဆိုတော့ဘလို့ပြောလို့ပြောအောင်မှန်းဟိုမသိဘူး အော်ချစ်တာကိုချစ်တယ်လို့ပြောလိုက်ပေါ့အယူရဲ့ဒါလည်းတော့နားမလဲဘူးဗျာ သူကတမျိုးဟိုဟုတ်တော့ဟုတ်သားပဲချစ်တာကိုချစ်တယ်လို့ရိုးရိုးလေးပြောလိုက်ရင်ပြီးနေလို့စားဟုတ်တယ်ငါအဲ့လိုပြောပန်းပွင့်နေအောင်ငါဟိုငါခုနပြောချင်တဲ့စကားလေးပြောလို့ရပြီလား ဘာပြောမလို့လဲ ဒီလိုကဟိုနင့်ငါ ဒီကနေ့ကလည်းပြောနေတာဆိုမထွက်တော့ဘူး တက်ချက်ချင်းနဲ့နေဘာဖြစ်နေတာလဲ ဟိုအေးပါပြောရမယ်ဟိုချစ်လို့ လက်ပိုင်
ဒီလောက်ထိအလုံးရှုံနေတာကိုနင်ကငါ့ကိုချစ်လို့စတာပါလို့ပြောချင်သေးလို့ ဟိုမဟုတ်ပါဘူးဟာဟိုမနေ့ဟို အေးနေမိုင်အတော်ဆရာတော်ကြောင့်မဦးရီခေါ်ရသွားတယ်မလားလိုက်ခဲ့အောင် โอเคခဏလေးပေါ့ကျွန်တော်ပြောစရာလေးရှိလို့ပါ မင်းပြီးကလုံးနေလားအချိန်မရှိတော့ဘူးဟာ ကဲသွားစမ်းပါသွားလိုက်သွား ဦးလေးရာ သွားပါ အေးလို့ဟုတ်လားဘုရား တို့ရလည်းမြောက်သေးလားဟဲ့ငါဘာလေးချင်းနေရောကောင်းရဲ့လား တော့တော့မတော်လေးရတင်သိမ့်နာမှာရှင်နေတော့တိတ်မကောင်းဘူးဗျာ ဟေး အလောတချင်းနဲ့ဘာဖြစ်လာကြရလဲ နင်းပိုင်လေးလှေစိတ်မှာဒိုင်ယာရင်းနဲ့လဲနေလို့တဲ့ ဩဟာရလားဒေါ်လေးရဒေါ်လေးသာရောင်းရတာမဟုတ်ဘူးနော် ဟောဒီရေးထဲမှာမယုံဘူးဖြစ်နေတယ်ဟာငါတို့မျက်စိနဲ့တွေ့ခဲ့တာ လာ ဘလို့ဖြစ်တာလဲဘလို့ဖြစ်တာလဲ โอ้ရွာကိုလူသိန်းတွေကမီးရှို့ပြီးဓမြတိုက်မျိုးတိုင်မိနေတာကိုဒီကောင်ကြောက်တော့ဒီကောင်ဝိုင်းလုံးချတာဗျာတော်သေးတယ်ဗျာကျွန်တော်လည်းဥပုပ်ကျန်ရောက်တော့ဒီကောင်ထွက်ပြေးသွားတာ အမေကတတိုင်လာတိုင်ဟဲ့ငါတော့ဆေးဘောလုံးကြပါဦးဆေးဘောလုံးကြပါဦးတွေ့ရစိတ်နေပါလား လက်ကြီးပေါက်သွားတယ်တူတယ် ဘာလဲကြပါလား ဟုတ်လေအနီရောင်ယူခိုင်းတာလေဟမ်ဆွဲသိဆိုတော့မင်းမြင်ဘူးလို့လားယူကြီးရဲ့မသိဘူးလေကွာငါလည်းအချောင်းမပေးရယူလာတာပေါ့ကွာမင်းကစားတဲ့ရောက်မှအယောင်ပြောင်းမယ်ထင်တာပေါ့မင်းကလည်း တယ်ဗျာပတ်ဝန်းကျင်လည်းခေါ်ခဲ့ပါဘာဖြစ်လို့အမေပဲခေါ်လာတော့ဟမ် မင်းအဲ့လိုလုံပေါင်းများနဲ့တမ်းမွန်ရှုံးမမဟုတ်လေအဲ့တော့မင်းမေကိုခုလုံးလောက်ရတာပေါ့ကွာ နင်တို့တွေကတကြက်ညံနေနေပေါ့ဟုတ်လား လပိုင်နင်တော်တော်လိုနေပြီနော်အမှန်တော့နင်ကိုစိတ်ပြီးစာအောင်ပြစ်ထားခဲ့ရတာ ညီကလည်းချစ်လို့စားတာပါကွာတွင်းရမှာလေဆိုကောင်မအနီအောင်နေမထွက်ပဲအစိမ်းအောင်နေထွက်တယ်ဆိုမှတော့ငါလုံးသမျှအားလုံးသွားပြီပေါ့ကွာ ဟဲတွေးရဘာလို့အမ်းရတာတော့ ဒီလိုဟေးဒီလိုပန်းပွင့်လေးသူ့တနာလောင်ဓာထိုးခံရလို့သွေးတန်ပါတယ်ဆိုပြီးလိမ့်တာသွေးကအနီမအန်ပဲအစိမ်းအင်မှာတော့သွားပြီပေါ့ဟာ သွေးစိမ်းချစ်ရှင်အန်တယ်ဆိုတာဒါမျိုးပေါ့ ဟုတ်ပါဟေးဟုတ်ပါအဲ့ဒါမျိုးဖြစ်တာဟဲ့ မင်းကဘာဖြစ်သွားတာတော့ ရောင်သွားတာသူ့ကြည့်ပြီးရောင်သွားတာပါကွာ မလေးရှင်ကလည်းအစားနောက်တော်တော်တန်တယ်နော်ဒါနဲ့ကျမရှိကငှားသွားတယ်ဟိုတနေ့ကခေါင်းဝင်နဲ့စပင်တူးနဲ့ရောဘာလို့ဖို့လဲအဲ့ဒါစားနာဖို့ပဲလား မဟုတ်ပါဘူးဟာအဲ့ဒါတကယ်အကူညီလိုတဲ့လူအတွက်လေငါအတီးတန်းတန်းလေကူညီပေးလိုက်တာပါဟာ အဲ့ဒါဆိုကန်တူးရှင်ရရော ကန်တို့ရှင်ကဥပေါက်ကြိုင်းမော်ငကားနိုင်ပြီးမယားမနိုင်တဲ့မရေယောက်ကြီးကိုကယ်မတော့မူလိုက်တာဟေး ဩအဲ့ဒါကြောင့်သူ့မာယာကလို့ခေါ်ကြတာ哦 ဟုတ်တယ်ဥပေါက်ကြိုင်းကမယားငငယ်လေးယူပြီးသူ့ပြစ်ထားမှဆိုလို့အခုဆိုရင်လေဥပေါက်ကြိုင်းဘာမှမခိုင်းရတော့ဘူး ဟုတ်တယ်တောက်တခင်လင်းအိုဖျားဆိုပြီးတော့အပီကိုပြုစုနေတာနော်အရက်ဆိုရက်ကြက်ဆိုကြက်ပဲသူတို့လင်မြန်းညက်ကိုကြည့်ရလေဟိုကြားတော့ငါတော့မနာလို့ခြင်းလို့ဖြစ်လာတယ် စိတ်တိတ်စိတ်တိတ် မိုင်းနေ ငယ်ကြီးရှင် ခင်ဗျာ နင်တို့တွေပေါင်းပြီးငါ့ကိုလုံးချန်ကြတယ်ပေါ့ဟုတ်လားတော့ပေါင်းကြည့်ရခင်ဗျာလို့ဒီနေ့ရောက်စားပြီးရှင်ဘဝအရင်ပေါင်မဲ့အတိုင်းပြည့်ပြီးတောင်းမဲ့အဲ့လိုက်ခဲ့တာရှင်လည်းကျမနဲ့တွေ့မယ် အဲ့တော့လိုက်ခဲ့တာမဟုတ်ဘူးကွာ ရှင်မတို့တွေခေါ်နေတယ် ဟုတ်လေ သွားပြီငါကူညီခဲ့တယ်အကုန်လုံးအလက်ကားဖြစ်ပြီပြောင်းရင်ဥပေါက်ကျိုင်းတော့လေအရင်ဘဝက तू ပြန်ရောက်ပြီကွာသွားပြီ ငါ့ကိုအချိန်နေတယ်လို့ထပ်ဆောက်ပါကွာငါအခုတော်တော်လေးကိုကြက်နေလို့ပါခုတော့9တိုင်မှလည်းငါလည်းငါချင်မဟုတ်တော့ဆိုတာမင်းလည်းသိတာပဲပြီးတော့မမငါဘောလည်းယုံကြည်မှုရှိတော့ဒီကြားတဲ့သူ့သားနေရတမျိုးကွာငါတော်တော်လေးအာယုံနောက်နေတာ ဖေအောင်အဲ့ဒါမိကိစ္စပဲလေလောင်းလာလောက်တယ်ဆိုတာနိုင်ရင်စားရှုံးရင်ရောပဲဟေးမင်းနိုင်တော့ပြုံးပြုံးလေးယူရတယ်နော်အဲ့ဒီတော့မင်းကငါလက်ငယ်ရှင်းပေးလိုက်တယ်ဟေးအခုမင်းရှုံးလို့ကြွေးမှတ်ထားပါဆိုလဲငါလက်ခံပေးခဲ့တာမင်းကိုယုံကြည်လို့အခုတော့မင်းကဂရီးတွေဖြတ်တယ်ငါတိတ်စိတ်မရှိချင်တော့ဟေးအောင် ကြောက်အဲ့အာစီကိုပေးရမယ်ငွေမောက်ကတော်တော်များနေပြီအရှင်းရှင်းပြောပြမယ်ဒီဘယ်နေ့နောက်ဆုံးထားပြီးပေးမှာ ဟုတ်နောက်ထပ်တစ်လားနောက်တော့ထပ်ဆောက်ပြီးပါအကုန်လုံးအဆင်ပြေအောင်လုပ်ပေးပါမယ်နော် ရှုပ်တယ်ကွာမင်းကငါတလားချိန်ပေးမယ်ငါနောက်ဆုံးမယ်နော်ငါနဲ့တော့ဇာလာမရှုပ်ဘူးရှားကြီးပါအောင်လဲဆိုမသိဘူးမင်းရဲ့အကြည့်ကိုမကြိုက်မင်းငါ့ကိုမျိုးကြီးတော့လွယ်လွယ်နဲ့ဆက်ဖြောက်ဖို့တော့စဉ်းစားတစ်မျိုးလုံးပြကြအောင်
ပြေးပါကွာငါစကားတီးစရာမလိုငါခရီးပြေးပါတယ် အေးလော်လန်နဲ့ခရီးပေးပြီးခြေရဖျောက်သွားဖို့လည်းမစင်စားနဲ့နော်ကြာကြီးရဲ့အကြောင်းသားတွေကနေရာနှံ့မှရှိတယ်တလားနော် အောင်မလေးပီတိဝေပြာပီတိကေဟာတံပြလင်မယားအောင်မလေးအိမ်နဲ့ကြီးဘွားကိုလာကြည့်ပါအောင်လပိုင်းရေခွေးဦးကောင်းသားတမွတ်တဲ့ဆိုတာဒါမျိုးပြောတာနေမှာဟာ ဘယ်လိုနေနေရလဲစိတ်မပါဘူးလား မလေးပါတယ်စိတ်ကတအားကိုမှတော့ဒုပါနေတဲ့စိတ်က စိတ်မိုင်းသိထားနေလေ အေးနေ ဖေအပူထုတ်ပြအောင် ဟောအပူလည်းတော့မလားစိတ်ကဘာမှမဘူးလေအပူကိုဖြာကနေထွက်သွားသေးရမလေး စိတ်ချနေ ခင်းနေလို့နော်ဒါဝကြွေးပဲချီရဲ့အင်းကွယ်အိုရှင်တမဲ ကိုပေါ့ကျင်းစိတ်ကြနေတယ်ဗောဟုတ်လား ဒီလိုပဲဟောလာပြီကွာမိမနေမနေစိန်ကြမလားကွာ တင်နာကောင်းလေးဘာလာရှုပ်ပြန်ပြီနင်းမျက်နှာကိုမြင်ရတာငါဥရတောင်ရားတယ် ကျွန်တော်ကဥပုပ်ကျင်းကိုတနာလို့ကူညီလိုက်တာပါဟိုအခုလေလေဟိုမိုင်းနဲ့ဒီကကျွန်တော်စိတ်ဆိုးနေတယ်ဆိုလို့အဲ့ဒါကြော့ပြီးတော့တောင်းပန်ဖို့အတွက်လာခဲ့တာပါ ဒီပေါ်လေကြော့ပြီးတော့တောင်းပန်မယ်ဆိုတော့လေခွင့်လို့ရမှာပေါ့ ဦးလေးပေါက်ကျင်းနဲ့မိုင်းတို့ပေါ်မှာကျွန်တော်လွန်လွန်ကျူးကျူးစားခဲ့မိတာတွေအတွက်လေကျွန်တော်ခွင့်လို့ပေးပါဗျာနော်ကာယကံဝစီကံမနောကံနဲ့ပြမမင်းကြီးရလေးရှိရင်လေကျွန်တော်ခွင့်လို့ပေးဦးနော် အေးခွန်းပါတယ်ကွာတာဒုကဲငါတို့ကဲလင်းပိုင်မင်းလည်းငါကြုံလို့ဆုံးမအောင်မယ်ကွာ ဟုတ်ကဲ့ မင်းစတာနောက်တာကြီးစေတာတွေရှော့တော့ငါကောင်ရဲ့နော်အကြည်စားတန်ကရံများဤတဲ့ဘာအောင်မနေနဲ့မင်း အဲ့မှာကျွန်တော်လည်းဆင်ញင်ပါမယ်အခုကလည်းအိမ်အောင်ပြုတ်ဖို့အတွက်ကျွန်တော်စဉ်းစားနေပြီဆိုတော့နောက်ကိုတင်တက်နေမယ်နေပါတော့မယ်ဗျ ကောင်းတယ်အဲ့ဒါအကောင်းဆုံးပဲငါတို့စိတ်ချမ်းသာတယ်ကွာလို့ကြားရတာ ဟုတ်အဲ့လိုကျွန်တော်ခွင့်ပြုအောင်နော် ဟာရောမဟုတ်ကဘာလို့ပြန်ယူလာတော့ငေါ့တော့မဟုတ်လား မဟုတ်ပါဘူးအမေတို့က ဘာဖြစ်လို့ဒီမှာချက်လာတော့ ဟောလေးလို့လေ ဒီကောင်ကဒီမှာကူလေးမှာငါသုံးမထားတာကွာဒီကောင် ဦးရမှာလှုပ်ချိန်မှာစိန်ကြနေပါလား မမတို့ပါလား ဘလို့ဖြစ်တာလဲကျမဖုန်းဆက်တော့လေရှင်ကဖုန်းပိတ်ထားတယ်အလက်ကောင်နဲ့ခေါ်ခိုင်းတော့လေရှင်ပေါ်မလာဘူးရှင်ကျမအလုပ်ကိုစိတ်ဝင်စားသေးရဲ့လား စိတ်ဝင်စားပါတယ်ဟိုမမနဲ့ပတ်သက်တာတွေအားလုံးကျွန်တော်စိတ်ဝင်စား ဘဝမှာ ခမရစကားအပြောဆိုလို့နည်းနည်းလေးစင်ကြင်ကောင်းပါဒေါ်ရနာမွေးထားတဲ့သားမူဂျူကြောင်သားပဲမဟုတ်တော့ ငါတို့ကလည်းကွာဦးကရိုးရိုးသားပြောတာပါဟိုမကျွန်တော်ကိုခေါ်ခိုင်းတယ်ဆိုတော့မကျွန်တော်ဘာခိုင်းတယ်ဟင် ခိုင်းရရှိလို့မဟုတ်ဘူးရှင်းစရာရှိလို့ ရှင်းစရာရှိလို့ ဟုတ်တယ်ရှင်ပြီးခဲ့တဲ့လားလာကျုပ်စင်းကိုလေကျမကိုရှင်လာမအပ်ဘူးကျမအသက်ဝယ်ထားတဲ့ဆက်လေးကိုရှင်ပေါင်ထားတယ်ဆို မဟုတ်တာမမလည်းမမဘူးပြောကျွန်တော်ပြော သူပြောရမှာလေဆက်လေအပေါင်ခံထားတဲ့လူကခမရအတိုးမတက်နိုင်လို့တဲ့ကျုပ်တို့လာပြောတာဗျခမရဗျအမေဘလောက်တော့တိတ်ခါကြမသိမဲ့အမေကအဲ့ဆက်လေကိုပေါင်ခိုင်းလို့ဖြစ်မှာ အော်မင်းနေလို့မမရဲ့ဟိုမြေကိုလေးတစ်ခွက်တန်တန်နဲ့လေခဏတစ်ပြုတ်ဆွဲထားခြင်းနဲ့ငွေလှည့်လိုက်တာပါမမကိုတိုင်နေလဲမမအာယုံနောက်နေမှာဆိုလို့ပါအဲ့ဒီမြေကွက်ကလည်းမမတို့အတွက်ပါပဲအခုရောက်တော့အရမ်းမြက်နေပြီတော့မမ ကိုကမှရှင်အဲ့လိုလုပ်ပေါင်းအရှမ်းများနေပြီနော်ကျမအလုပ်အတွက်ယုံကြည်အားကိုးထားရတာကိုရှင်ကအခွင့်ကောင်းယူတယ်ကျမဆက်ပြီးတော့တီးမခံနိုင်တော့ဘူးအခုရှင်းရမယ့်ကိစ္စတွေအကုန်လုံးကိုရှင်ကျမနဲ့အမြန်ဆုံးလာရှင်းပါပြီးကျမလုပ်တော့ရှင်မတူတော့ဘူး မမကျွန်တော်လှုပ်ထုတ်လိုက်တာပေါ့ ဟုတ်တယ်ဒီနေ့ကစပြီးတော့အမေလုပ်ငန်းအားလုံးကျုပ်ဦးစီးပြီးလုပ်တော့ခမရမလို့တော့ခမရပေါင်ထားတဲ့ဆက်လေကိုအမြန်ဆုံးပြန်ရွေးပြီ တဲ့ပန်းပွင့်ကြောက်မော်တော့ပဲသူကသေးကြတယ်နော် သိကြပါတယ်ကွာမနေ့ကငါတွေ့လိုက်တယ်ငါကဘယ်သွားမှလဲလို့မေးလိုက်တော့ကြောက်မော်ရသွားမလို့တဲ့မိတီးရပဲစောင့်သူပြန်လာမှာ အေးပါ ဟိုမှာလာပြီလား ဟိုဒါပြီးဆိုပြီးမင်းကဘယ်သွားမလို့လဲ အော်အေးမင်း ငါသွားမှာလေမင်းပုံနေငါပုံနေသိကြအောင်အပိုင်ပြောနော်အပိုင်ပြော အေးပါ ချက်ဒီမှာ နင်ကအဲ့လိုခေါ်ပြန်ပြီလား အာနင်းလေငါချစ်လို့စတာပါပန်းပွင့်ဟိုနင်းကြောက်မော်ရပဲသွားတယ်သူ ဟုတ်တယ်လေ ဘာသွားလို့လဲ အကျွေးတော့တောင်းတာပေါ့ ငါလေဟိုနင်းကိုပြောကြလေးရှိလို့ကအဲ့ဒီစကားကိုပြောဖို့အတွက်လေငါမနေ့ကိုတက်တိမွေးခဲ့ရတာ
ဘာလဲငါဆရာပတ်စံချီးမလို့လား ဘယ်ပတ်စံချီးရမှာလဲဟာနင်ရတယ်ဒီလိုကနင့်ငါချစ်တယ်ဟာ ဟမ် နင့်ငါအရန်ချစ်တယ်လို့နင့်ဘွားတစ်ခုလုံးလေကာကွယ်ဆောင်ရှောက်ဖို့အတွက်ငါ့ကိုအခွင့်အရေးလေးပြပါဟာငါ့ကိုပြန်ချစ်ပါဟာငါ့ကိုပြန်ချစ်ပါ အိုးနင်ဘလို့ဖြစ်နေတာလဲထထမ်းပါ မထောက်ဘူးဟာနင်ငါ့ကိုချစ်တယ်လို့မပြောမချင်းငါမထောက်ဘူးဟုတ်ပြီလား နင်တကယ်ပြောနေရလား ဩချက်စုမရဲ့နင်ချက်ကလေးဆိုပြီးတော့ခေါင်းဝင်လေးနဲ့လေတောင်မြင်မအဲ့လိုလေးရှောက်ပြေးနေတဲ့အချိန်ကတည်းကနင့်ငါချစ်ခဲ့တာပါဟာ အေးလေနင်ချစ်တယ်ဆိုတော့လေချစ်တယ်ပေါ့ အဲ့ဒါဘာပြောရလဲနင်ငါ့ကိုအဖြစ်ပြန်ပေးတာလား ဟုတ်တယ်လေ ဟာလွယ်လိုက်လား။အော်အဲ့လိုလွယ်မှန်းသိလို့ရှိရင်ငါအစိုးရတဲ့ရေးသားစကားပြောပါတယ်ဟာဒီတော်တော်လွယ်တာပဲ။ဟောချစ်ဖို့ကောင်းတယ်လို့ နင်ကတကယ်ချစ်တယ်ဆိုရင်တော့မိသားဖသားပြီးတော့လာတောင်းပေါ့ ။ဟာတောင်းမှာပေါ့ဟာလူကြီးမိဘစုံရံနဲ့ကိုလာတောင်းမှာဟုတ်ပြီလား။ဟုတ်ဒါနဲ့ငါဘယ်တော့လာတောင်းအောင်မှာ မနှက်ဖန်ဥပုံနေစိုင်ပိတ်တယ်ဆိုတော့အိမ်မှာလာတောင်းလေ ။မနေ့ပြန်နင်တော်တော်အချိန်ယူလိုက်တာပဲဟမ်။ဒါပေမဲ့ကောင်းပါလေပြီးရောငါမနေ့ပြန်လာတောင်းမယ်နော်ဟုတ်ပြီလား သွားရမယ်အေးနင်ဘယ်လိုက်လာ ။အော်နင်နဲ့ငါနဲ့ချစ်သူတွေဖြစ်သွားပြီဟာအတူပြန်အောင်လေနော် မပြတ်ညမအောင်ငါအခုရှက်နေတယ် ။အော်ဒါရှက်နေရလား။ อืม อ๋อအေးပါရှက်တင်ပါနဲ့ရှက်အားမနာနဲ့နော်အမေနော်အဲ့ကြောင့်ကျုပ်ကိုအထင်မသေးပါနဲ့လို့ပြောတာမနှက်ပြန်ကြရင်အမေလိုက်တောင်းပေးဖို့ဆိုပြင်သားပြီတော့ ။မောင်လေးရဲ့မင်းဒုက္ခရှာလို့ကွာ။ဦးလေးကဒီလိုအကောင်းစားတွေမဝတ်တတ်ပါဘူး။ဟိုဝတ်ရမယ့်နေရာလည်းမရှိဘူးလေကွာ။မင်းဟာပြောင်းနဲ့ဆိုတော့တန်ဖိုးကလည်းကြီးမှာ။မောင်လေးရဲ့သိတဲ့အတိုင်းပဲလေဦးလေးကအိမ်နဲ့ဆိုင်နဲ့အိမ်ရှက်ဟဲပြုတ်ဟဲနဲ့ဒါပဲလုံးချလဲနေတာလေ။ဒါတွေဝတ်ရမယ့်နေရာမရှိဘူးကွ။ပြန်ယူသွားလိုက်နော်သား ဟောဦးလေးရေကျွန်တော်ပေးရလက်ဆောင်ပြီးတော့လက်ခံပေးပါဗျဟိုဘာဖြစ်ပွဲလန်းသပင်ပါညာတော့လဲဒါလေးပို့လို့ရတာပေါ့ ဟုတ်ပါတယ်အဖေရဲ့ဟိုကိုနေရဲ့စေတနာနဲ့ယူလာပေးတာပဲလက်ခံလိုက်ပါ ။ဟုတ်ပါပြီဗျာ။ကျေးဇူးတင်ပါတယ်နော်။အော်ဒါနဲ့မောင်လေးရဲ့မင်းတခါတော့ဦးလေးကိုပြောဥပါတယ်။ဗါတဲ့ဟိုမွေးပလဲလုပ်ငန်းအဲ့လုပ်ငန်းမင်းတို့မစသေးဘူးလား မေကတော့ကော်တောင်းသွားခိုင်းနေဘူး အေးပေါ့ ဒါပေမဲ့ကျွန်တော်မသွားနိုင်ဘူးဖြစ် ဒီလိုပါပဲကွာလုပ်ငန်းတွေများတဲ့လူဆိုတာတော့အချိန်ပေးရတယ်ဟေးအဲ့ဒီအချိန်လေးထဲမှာပဲအလုပ်လုပ်ရတာဆိုတော့ဘယ်အားနိုင်မှာမလဲသွားဖို့လာဖို့မလွယ်ဘူးလေဆင်လေးကလှတယ်ကွာကိုမလည်းအုပ်စုလိုက်ဗျာဟာဒါမျိုးတွေနဲ့ပဲပြောင်းနဲ့အာကောင်းလို့ဒီမိုင်တော့သားမိမလားကတော့ဘွဲတွေရွက်လို့ဗျာလူဆုံးတက်ဆုံးဘယ်သွားရမလဲမသိဘူး ဒုက္ခပါပဲသူကလည်းတကယ်လာတယ်တော့ ဦးလေး မင်းတို့သားမိတွေကတော့ဘွဲတွေရွက်ဘယ်အလူသွားကြမလို့တော့ အလူသွားလို့မဟုတ်ဘူးလေမိမလာတောင်းတာဗျ မင်းမတောင်းတော့မှာအာမသူ့သမီးတို့ ဦးလေးသမီးလေ ဟာသမီးဟဲ့အောင်မင်းဘာတွေလုပ်လာတာဟမ် ဟဲ့ပန်းဝေနင်ဦးလေးကိုဘာမှရှင်းမပြထားဘူးလား ဘာမှမပြောထားဘူး ဘာမှပြောထားဘူးလား ဟိုနင်တကယ်လာမယ်လို့မထင်လို့ငါလည်းမပြောထားဘူးပေါ့ဟဲ့ ဟာပေါင်းလေးတကယ်မလားပါလေဟမ်နင်မနေ့ကပြောတယ်လေဒီနေ့ကဥဟုတ်နေတဲ့စိုင်ပိတ်တယ်လာတောင်းမှာဆိုငါလာတောင်းတာလေဟာနင်ကလေ ဟုတ်လားသမီးနင် ဟုတ်တယ်ဖေး ဟုတ်တယ်ဆိုရပြီဒါဒီကတာအစင်ပြေပြီလေအထမြောက်ပြီ ဘယ်အစင်းပြေထားမြောက်ပါလေဒီမှာအုံထိန်လူတွေကွာငါပန်းမွေးရဖေးမင်းတို့ငါ့တော့ကြိုပြောမှာပေါ့ကွာဘယ်နဲ့သမီးနင်သူ့ကိုကြိုက်လား မကြိုက်ပါဘူးဖေးရဲ့ဟိုသမီးလည်းသူ့လိုပေါ့ဟိုချစ်လို့စားလိုက်တာပါ ဟုတ်ကျလို့စားလေနင်စကားအဲ့လိုဗျမ်းမလာမပြောနဲ့နော်နင်ကလာတောင်းမှာဆိုဒီမှာအုံပွင့်ငါပြောပွဲနဲ့ငါလူကြီးစုံနဲ့လာတောင်းတာနေဟာနင်ကလေ မသိဘူးလေနင်ကလူတွေကိုဘယ်တော့စကားအတီပြောဘူးလို့လဲ ဟာအဲ့လိုဒီကအတီလို့တတ်မှလိုက်နော် အော်နင်အတီပြောလဲငါမယုံဘူး ဟာတော့ပြောတော့ဟာဘယ်သူမှအတိမယူဘူးပြောတော့အတီလေ तू ကလာတောင်းမှာဆိုလာတောင်းတာလေဒီမှာအကုန်လုံးငါကတော့ဝဲနဲ့တိုက်ပတ်နေပြီငါအခုဘာလို့မှလဲပြော ဒီလိုပါကလေးဟိုဂရိုဝေးလေးအာနာဘောကောင်းတော့ကွာဟိုနီးစားရတယောက်ကိုဝင်တောင်းလိုက်ကြမှာ ဆုံးလို့ရပါလားပါလားကောင်းမလို့ပါဗျာ ဒီကျွန်တော်စားခံပေးလို့ ဘယ်လိုလုပ်ကြမလဲနင်ကဆက်ခွာရမည်ဟုတ်တယ်နော်အလကားနေဆက်ခွဲတော့မခံနိုင်ဘူးမရဘူးပါလားနင်ကတော့ထားလိုက်ခဲ့ရောလေးတော့ဝါ ချစ်လူစားတာဆိုရင်တော့ပြဿနာမရှိဘူးနဲ့ချ
ချစ်လို့မှားတာမှအဆိုပြီးမှားတော့တယ်ငါတော့ကြွေးပြီကွာအဲ့လိုတော့ဖြစ်မခံနိုင်ဘူးလည်းမိုင်းခမည်းတော်အားနာပဲမဲ့လေကျွန်တော်ပန်းဖွင့်ပြောမှဖြစ်တော့နင်းမဟုတ်တာဆက်ရှော့ပါဦးလေမမီလိုက်လို့ကွာငါလုံးနေရတယ် ဟိုစိတ်လျှော့ပါဦးလေအေးပါကွာ လေအဲ့ဆိုရင်ကျွန်တော်ပြန်လိုက်အောင်နော် အေးပါကွယ်ဟုတ်ပါပြီအေးပြန်လို့ အဖေဟိုအဲ့ဆိုကိုနေရဲကိုခြံထဲထိလိုက်ဖို့ပေးလိုက်အောင် အေးလိုက်ဖို့ပေးလိုက်နော် ဟုတ်ပြီပါ အေးပြန်လို့သား ခုနကိုလင်းမိုင်နဲ့ကြော်ဝဲနဲ့လာတောင်းတော့ဘာမှလမ်းမတော့ မလန့်ပါဘူးအဲ့ကောင်ကချစ်လို့စတာပါဆိုအများနဲ့နောက်နေကြလေအားကြောင့်မို့သူ့လိုမျိုးပဲချစ်လို့စတာပါဆိုပြန်နောက်လိုက်တာဒါပေမဲ့အဖေရှစ်မှာဆိုတော့နည်းနည်းတော့ရှင်တုံးပါပဲ ကျွန်တော်လည်းရှင်တော့ရတယ်လေ ကိုနေရဘာလို့ရှင်တုံးอ่ะ ဘာမှမဖေကကိုလင်းမိုင်လာတောင်းတာကိုလက်ခံနိုင်မလားဆိုပြီးတော့ကျွန်တော်ရှင်တော့ပါတော့ကျွန်တော်သစ္စာစကားတစ်ခုတော့ပြောချင်တယ် သစ္စာစကား ဟောရီကဘာလောကကြီးတိုင်တယ်ပြီးတော့ကျွန်တော်ပြောနေသစ္စာစကားအဲ့ဒီသစ္စာစကားပင်လေကြီးခန်းချောက်သွားတော့မှကြံရှိနေတဲ့သစ္စာစကားပြီးတော့ကဘာလောကကြီးတခုလုံးပြတ်သုံးသွားရင်တော့စัจ java လာရင်တူတူရှိနေတဲ့သစ္စာစကား မဲတဲဆိုရဲစကားပါလားပြောပါအောင်ဘယ်လိုသစ္စာစကားလဲ ကျွန်တော်ပန်းမလို့ချက်တယ် ကိုနေရကလည်းသစ္စာစကားဆိုပြီးတော့ရီးစားစကားပြောတာလား သစ္စာစကားဆိုတာမှန်သောစကားကိုပြောတာကျွန်တော်ပန်းမလို့ချက်တယ်ဆိုတဲ့စကားလည်းမှန်သောစကားဆိုတော့သစ္စာစကားပဲပေါ့ပန်းမရင်ကျွန်တော်သစ္စာပြန်ထားနိုင်တယ် တမွေစဉ်းစားပေးပါမယ် ပန်းမစဉ်းစားပြီးမယ်ဆိုမယ်ကျွန်တော်ကျင်တတ်ပါတယ်ဗျာကျွန်တော်သွားလိုက်အောင် ဟုတ် ပေါင်နိုင်နဲ့ချိုးစမိုးကလည်းအပြည့်ဒါဘာစတိုင် ရီးသားစကားတော့ပြောမဲ့စတိုင်လေးအမေရဲ့ ဘသူ့ကိုတော့ပြောမှာလဲ ။ဩဘာသူရှိရမှာလဲ။အမေချွေးမလှလှလေးပန်းပွင့်ကို လုတ်ပြန်ပြီဟိုနေ့ကရရပြောပြီးလို့လာတောင်းမှဆိုလို့သွားတောင်းတာလေအဆက်ကွဲကြီးပြန်လာတယ်အဲ့တော့မမသိဘူးလား ။အမေကလည်းဗျာ။အဲ့တုန်းကဒါပျောင်ဆက်ဆက်နဲ့ရီးသားကတော့ပြောလို့ तू ကနောက်တယ်ထင်သွားတာ။ဒီတကားကလေတီတီတက်တက်လေးနဲ့ရီးသားစကားကိုအတိပြောမှာ။ရီးသားစကားပြောပြီးပြီဆိုတာနဲ့သူ့အဖေစီမှာတခါတည်းလက်ထပ်ခွင့်တောင်းမှာနော်။သူ့အဖေသဘောမတူဘူးဆိုလို့ရှိရင်လည်းဒါတခါတည်းပန်းပွင့်ကိုခိုးပေးမှာ။အဲ့တော့အမေကတားတော့အထုပ်ဘိုးလေးတွေပြင်ဆင်ထားပြီနော်မင်း ဟိုလေကြီးကြီးကျယ်ကျယ်နဲ့ငါ့အောင်များ ဟာအမေနှိမ့်မြန်ပြီအမေတောက်ကိုနှိမ့်မြန်ပြီအမေစောင့်ကြည့်လိုက်ပါနော်ဒီတကတကယ်စောင့်ကြည့်လိုက်ဩအမေ ပါတော့ အမေကမီးကိုယောက်ျားလေးလိုချင်တာလားမင်းကလေးလိုချင်တာလားတခါတည်းပြောတော့အမေအမျိုးမျိုးမလုပ်နဲ့တားမကြိုက်ဘူး မလေးငါ့မြငကကြီးနဲ့လာပြီးတော့ အမေ ပါတော့ ယော ဟ
လက်ကောင်ရေမင်းဟာမသေးကောင်းမပြောက်ကောင်းတော့မင်းတို့ပြဿနာဘယ်လိုဖြစ်ကြတာလို့ အကိုလေးနဲ့တော်ရတနာတော့မရှိတော့ကိုကမော်ဒိုင်ကိုလာပြီးပြဿနာလာရှာတာသူကျန်တဲ့လာစားတွေထုတ်ပေးဆိုပြီးဇွတ်တောင်းတာကိုလေးကကျွန်တော်မှားထားတယ်ကိုကမောင်နဲ့ရှင်းရမယ့်စင်းတွေအများကြီးကြံသေးတယ်တဲ့သူပါလာတော့မပေးပါနဲ့ဆိုတော့ကျွန်တော်ဘယ်ပေးရမလဲအဲ့ဒါကိုမပေးရကောင်းလားဆိုပြီးကိုကမောင်ကျွန်တော်စထိုးတာကျွန်တော်လည်းမခံနိုင်တော့ပြန်လို့တော့ကျွန်တော်ကောင်ရိုက်ခွဲသွားတာ ဟုတ်တယ်ဦးလေးရေကျွန်တော်တို့အချိန်မီရောက်သွားတော့ကိုလက်ကောင်မသေးတာဦးရမောင်ပုံစံကြီးကအသေးသက်မဲ့ပုံကြီးဗျာ အဲ့ဦးအမောင်ဆိုတဲ့လူကြီးကတော်တော်လည်းရဲဆက်ရနိုင်တာပဲနော်သူ့ကိုဒေါ်ရတနာအလုတ်ထုတ်လိုက်တော့တနာခဲခဲတာနေမှာပေါ့ အဲ့မောင်ဆိုတဲ့ကောင်တွေတော့ဝေးဝေးတာနေကြငါတို့တွေဒီကောင်မွေးတဲ့တရေကောင်းတဲ့ကောင်မဟုတ်ဘူးကွာတော်တော်အချင်းရုပ်တဲ့ကောင်ငါထင်ပြောရရင်လေလင်းပိုင်အဖေညိုကြီးတည်ရတာလက်သက်မပေါ်ဒီကောင်းလက်ချက်ပဲဖြစ်မှထင်တယ်ညိုကြီးမသေးခင်အဲ့မောင်တိုင်းမှာငါတို့ငါးသွားသွင်းတော့ပြဿနာတက်ခဲ့ကြသေးတယ် ဒီလောက်ပဲလားအမောင်မင်းကလည်းမနှဲလုံးလောက်ကွာ အေးညညိုကြီးဒါဒီနေ့ပေါက်သေးပဲ ဟဲ့ငါတို့ပင်လန်ထွက်တဲ့စီဘိုးနဲ့ဈေးစည်းကတော့လည်းတို့တွေလောအားကတော့မကျန်လို့နဲပါတော့တိုးပေးပါကွာမင်းကလေ ဒီမှာရှင်းတို့မရောင်းချင်ဘူးဆိုလဲတခြားတိုင်းပြောင်းအခုယူလာရင်ငါရှင်းတို့ပြန်ယူသွားလို့ရရနော် ဟောဟဲ့ကောဒီရွာပါလေနင်တို့တိုင်းနဲ့တော့ရှိအောင်ဆိုနင်တို့လုံးချင်တာလုံးကြပါအဲ့တော့နောက်တစ်ခါကျရင်ဟောပင်လင်ကပြန်လာလို့ရှိရင်ရွာကိုမဝင်တော့ဘူးတဲပြူကောင်ကတမ်းပြီးမောင်းမယ်တဲပြူကောင်ကလည်းဆိုကားစီနိုင်ဝက်လောက်ပဲကြာတော့ ဟောအဲ့ဆိုနီးပါတယ် ဟုတ်တယ် အဲ့ဒါမင်းတို့လိုက်ပါလား လိုက်ပါလိုက်ပါ အေးကျန်တဲ့ကောင်တွေမှာပြောလာအဲ့မှာသွင်းမယ်လို့ တွေ့မယ်သွား ယိုကြီးနင်းတော်တော်ဂျူကြွတယ် ဦးလေးလေးပိုင်ဖေးသေးရတာဦးရမောင်ကြောင့်ဖြစ်နိုင်တယ်ဟုတ်လားဘလို့ကြောင့်လဲဗျာကျွန်တော်သိရင်ပြောပြပါလားဦးလေး ယောက်ျားဖောင်စီမိန်းမညိုကြီးလည်းကန်နေတယ်ထင်ပါရဲ့ကွာညိုကြီးပင်လည်းထွက်ပြီး2ရက်လောက်ကြာတော့လင်းပိုင်ကိုဝင်ကိုလွယ်ထားတဲ့မက်အိမ်စီဖိုင်းနာဘိုးတွေအရန်သေးနေတဲ့ညမှာလင်းပိုင်ကိုဖွားနေတဲ့အချိန် ဦးဖိုးကျော်ကမသိဘဲနဲ့ကြမ်းခဲ့တာပေါ့နော် ဦးလေးထင်ပြောရင်တော့ဒီကောင်လေးဖိုးကျော်ကိုသေပြီးထင်ပြီးထားခဲ့တာထင်တယ်ဖိုးကျော်လည်းကန်ကောင်းကျင်တော့အခြား5ပန်းလေးတစ်စီးကသူတို့ဖောင်သားရောက်လာပြီးဒိုင်နဲ့လဲနေတဲ့ဖိုးကျော်ကဲလာလို့မသေးတာဖိုးကျော်သတိရလာတော့သူ့စိတ်ကပုံမှန်ချင်းနေမဟုတ်တော့ဘူးကွာမင်းတို့အခုမြင်နေရတဲ့အတိုင်းဖြစ်သွားတော့တာပဲ ဦးအမောင်ဆိုတော့တော်တော်ရက်ဆက်တာပဲ ပန်းမွင့်နင်းဖေရော ဟိုရှိရတော့လေဟိုဒေါ်လေးဘာကိစ္စရှိလို့လဲ တိတ်ကိုအရေးကြီးတဲ့ကိစ္စရှိလို့နင်းဖေကိုခေါ်လိုက်စမ်း ကျန်နာဘာလို့အေးကြီးလာလဲ ကိုကြောက်ဆောင်ကျမခက်ရှင်းရှင်းပဲပြောမယ်ရှင်တို့သမတ်အမိဖမ်းဖို့စ조사နေတဲ့ကိစ္စကိုစက်တန်းရလိုက်နော် ဟာဒေါ်လေးဘာတွေပြောနေတာလဲ ပန်းမွင့်နင်ဘာလို့ယူကြည့်အောင်စောင့်နေရလဲနင်နဲ့ငါသားအချိန်ကြီးအကုန်လုံးငါသိပြီးသွားပြီအေးအဲ့ဒါကြောင့်ဘာမှလွန်လွန်ကျွံကျွံမဖြစ်ခင်မှာငါအချိန်ပြီးလာတာနင်တို့လိုအစင်တန်းမျိုးနဲ့ငါတောင်ငါလုံးဝသဘောမတူနိုင်ဘူးနော်အဲ့ဒါမှနင်ကမိုက်လုံးကြီးပြီးရှစ်ဆက်မယ်ဆိုရင်တော့နင်တိုင်းနဲ့နင်ကံမယ်နင်လိုလူမျိုးကဘယ်တော့မှငါချွေးမဖြစ်လာမှာမဟုတ်ဘူး ရတနာနင်အခုပြောနေတဲ့စကားတွေကတော်တော်ရင်သိနေပြီနော်နင် ဒီလိုပြောမှတော်ကားကြတာတီးချက်စိုးလာမယ်ဆိုရင်တီးချက်ရင်တီးတဲ့စကားတွေပဲရှင်းလို့ကြားရလိမ့်မယ်အဲ့ဒါကိုနားမခံနိုင်ဘူးဆိုရင်နင်ငါသားနဲ့ဝေးနေကိုယ်အဆင့်ကိုတီးကြပါအမေအပြင်ငါ့မမပြောစမ်းအဲ့ကလေးနဲ့နင်ဘယ်အချိန်လေးထိရောက်နေပလဲသမီးပြောရ မဟုတ်ဘူးဖေမဟုတ်ဘူးသမီးကဘာမှမဟုတ် အေးဘာမှမဟုတ်ရင်နောက်ကိုလုံးဝမပတ်သက်နဲ့အဲ့ဒီအကောင်မရဲ့သားနဲ့နင်လုံးဝကိုမပတ်သက်နဲ့ငါရှက်တယ်နော်ငါရှက်တယ်နော်နေမသိမနေမသိမကနေမသပါ
င်းဘာလာလောက်တာလဲဟမ် ဟိုစိုင်းပိတ်ထားလို့လေဘာများဖြစ်တာလဲဆိုအိမ်လိုက်လာဦးလေးပန်းမွန်းလား မရှိဘူးရှိလဲမင်းတွေ့လို့မရဘူး ဘာဖြစ်လို့လဲဦးလေး မင်းတကယ်မသိတာဟမ်မင်းအမေကငါဆိုင်ကိုလာပြီးလူကြားထဲမှာအချက်ခွဲသွားတာကွာမင်းတို့သိတာတို့သားပါလေပိုက်ဆံမချမ်းသာပြီမဲ့သိခါတရားနဲ့နေကြတာဘသူစော်ကားတော်မှခံတဲ့ကောင်တွေမဟုတ်ဘူး အမေကဦးလေးတို့ဘာပြောရလဲ ကြံပြောပြမှာရှက်တောင်ရှက်သေးတယ်ကွာမင်းသိချင်မင်းအမေကိုသွားမေးဖို့ကောင်းတယ်ငါပါဇက်ကလေမင်းအမေလိုအလေးကြစကားတွေမထွက်တတ်ဘူးမင်းပြန်มาတော့ကွာနောက်ကိုငါတို့နဲ့လုံးဝမပတ်သက်ပါနဲ့တော့နော်ငါတို့လည်းထပ်ပြီးအဆက်မခွဲပါနဲ့တော့ကွာအဆက်ကွာမခံနိုင်တော့ပါဘူးသွားပါတော့နော်သွားလိုက်တော့ ဦးလေးကျွန်တော်ကပန်းမွန်းရိုးသားသားနဲ့တကယ်မြတ်တာရှိတာပါဗျာမေသဘောတူတူမတူတူကျွန်တော်ပန်းမွန်းရအောင်ရှူ ဆုံးဖြတ်ပြီးပြီမင်းအမေကလေငါ့ကိုသဘောတူပေးပါဆိုပြီးကြော်ပွဲကြီးရွက်ပြီးလာတောင်းရင်တော့ငါသဘောမတူတော့ဘူးအဲ့ဒါမင်းသိတယ်ပြန်လိုက်ပါတော့ကွာမင်းသွားလိုက်ပါပြန်มาတော့ကွာငါတောင်းပါမှာလေလုံးဝမပတ်သက်ပါနဲ့ငါသမီးကိုလည်းတောင်းပါမပေးပါနဲ့မင်းပြန်มาတော့ကွာပြောင်းလာပါငါတို့ကမစ္စည်းမှာအကျွေးလာတိန်းတာနော်လောက်လာတောင်းနေတာမဟုတ်ဘူး အဲ့ဒီသဘောမဟုတ်ပါဘူးတကယ်တည်းဟိုအဲ့ဒီကိစ္စလေးမင်းတို့ကူညီမှရမှာပေါ့နော် ဟာဟဲ့ငါတို့ကကျွေးတောင်းကျူးရှင်းမဲ့လောက်တာလေကွာငဲအခုပြောတဲ့ကိစ္စပြန်ပြီးဆွဲရမယ့်ကိစ္စအားစိအခက်မသိလို့ခြေလိုလက်လုံးဖြစ်သွားရင်အကုန်လုံးအထဲဝင်သွားမှာနော် ခဏနေပါဦးကွာငါစဉ်းစားနေဒီကိစ္စကိုလက်ခံလိုက်ရင်တော့တစ်ချက်ကိုနှစ်ချက်ပြတ်ပဲကွာဒီကောင်စီကကျွေးလေးလည်းပြန်ရမယ်ငါနဲ့ဟိုကောင်ကြားပေါင်ချလဲဖြီးပြီးသားဖြစ်သွားလိမ့်မယ် အဲ့ဒါကြောင့်ပြောတာဟောတကယ်တည်းတစ်ချက်ကုန်ပြီးနှစ်ချက်တည်းမအောင်အပိုင်းပိုင်းမှာပြတ်သွားစရာမယ်အဲ့ဒီကောင်ကိုပြန်ပေးဆွဲလိုက်ရင်မင်းတို့ကဒီကရကြရှိအကျွေးလဲရမယ်ပြီးတော့မင်းတို့လည်းဝေစုပြန်ရမယ်ပြီးတော့မင်းနဲ့နေရကြပြဿနာလဲရှင်းပြီးသားဖြစ်သွားမယ်ငါမျက်စိမှာရှုပ်နေတဲ့အရှုပ်ကြီးလဲဟိုးအဝေးကြီးကိုလွင့်စင်သွားမယ်ငါလည်းအရင်လိုပလင်ပေါ်ကိုပြန်ရောက်သွားလို့ပါကွာငါ့ကိုကူညီပါနော်မင်းတို့အဲ့ဒီဝေစုနဲ့မကျင်တယ်ဘူးဆိုရင်ရမ်းတဲ့ပတ်စံတွေအကုန်လုံးမင်းတို့ကအကုန်ယူလိုက်ကွာနော်ဒါကြီးလို့ ဒါအမေကိုတယောက်တည်းထားပြီးဒါတကယ်ထွက်သွားတော့မှာလားဒါရဲ့ဆုံးဖြတ်ချက်ကိုဒါပြန်မပြင်းတော့ဘူးလား တာဆုံးရပြီမေတာရန်ကုန်မှာခြေကြတာနဲ့အမေကိုတာလာခုံးမယ်နော် ဒါအဖေကောင်းချွားတဲ့ဒီရွာလေးအဖေဘယ်တော့မှမခွာဘူးဒါကိုလည်းအမေအချိန်ချင်းထိပြီးတယ်အမေသားလေးစာတန်နောက်တက်တဲ့အကျင့်ဆိုတာငါသားကိုထခတ်သွားတာဒါရဲ့ ကျွန်တော်အားလုံးပြောသေးချင်လို့ကျွန်တော်ချစ်လို့စခဲ့တာပါဒါပေမဲ့အခုတမပြောနေတော့ဘူးတမပြောတဲ့နေရာမှာတော့တမတီးပြီးစီနေတော့ပြီနော်တတော်တော့မနော် အခုချိန်မှာပန်းမွန်းလို့ဒါဘယ်လောက်ထိနာကျင်ခံစားနေရမလဲဆိုတော့ကိုနားလဲပါကွာ ရှင်တကယ်နားလဲတယ်ဆိုရင်ကျမနဲ့ထပ်ပြီးတော့မပတ်သက်ပါနဲ့ ဟုတ်မယ်ပန်းမွန်းကိုဘယ်လိုပြောလိုက်လဲကိုပန်းမွန်းမစွန့်လို့နိုင်ပန်းမွန်းကိုတကယ်ချစ်တာပေါ့ကွာ
ကျမကတော့ရှင်နဲ့ထပ်ပြီးတော့မတွေ့ချင်တော့ရှင်မေရဲ့ရင်သီးစော်ကားလွန်းတဲ့စကားတွေကိုလေကျမထပ်ပြီးတော့မကြားပြစေနဲ့ ဒီကူစားကိုတောင်းမှာခုတည်းကတောင်းမှာ ဒီချိန်မှာတောင်းပန်တယ်ဆိုတဲ့စကားလောက်ကရမထင်တော့ရှင်ထွက်သွားလိုက်ပါတော့ကျမပဲရှင်ကိုတောင်းပန်ပါတယ်ကျမအဖေပြန်လာလို့ရှင်ကိုတွေ့သွားတယ်ကျမကိုတတ်မှာရှင်ကျမကိုတကယ်တန်မိုးထားပြီးချစ်တယ်ဆိုတာကိုတတ်သိပြချင်ရှင်ကျမစီထွက်သွားလိုက်ပါတော့ကျမနဲ့ရှင်နဲ့ရှေ့ဆက်ဖို့ဘယ်လိုမှမဖြစ်နိုင်တော့ပါဘူး 爸，我这些收起来。爸老点来了。ဦးမမောင်ခင်ဗျားဘာလို့အခုလိုလုပ်တာလဲယေစုကန်တက်တယ်မင်းမေကြောက်ပေါ့ကွာဟီးပခေါ်ကလူပြန်ဟဲ့လို့ကျေးဇူးကန်တာခင်ဗျားဗျခင်ဗျားကျုပ်တို့သားမိဘူးမဘယ်တော့ကျေးဇူးရှိဘူးဟမ်ကျုပ်တို့သားမိဘူးမခင်ဗျားရဲ့ကျေးဇူးမူးလို့တော့ရှိမှမရှိဘူးနားလဲလားဒီမှာကောင်းလေးမင်းမေခုလိုကြည်ဝါတိုးတက်လာကိုွေးမတော်တာမဆက်ပဲနဲ့အဆဆရာစီမံခံကုန်ပြီးနွားလုံးရုံးခဲ့တာငါကွာအဲ့ဒါကျေးဇူးတရားမှမဟုတ်တာဗျခင်ဗျားအလုပ်သမားလေခင်ဗျားတန်တန်ကျဲပြီးခိုင်းတယ်ခင်ဗျားမကျင်းနဲ့မလုံနဲ့ပေါ့ဗျခင်ဗျားလုပ်တဲ့လုပ်ရထောင်လေးရောက်သွားတယ်ဟာမင်းရတာတလေရပါလားဟမ်ငါပဲထောင်ထဲရောက်မလားမင်းကပဲတင်ကြံကုန်ရောက်မလားမကြဘူးဖြစ်ဆောင်နော်ယာယီဒီကောင်ငွေနဲ့လဲမဲ့ကိစ္စသူ့မေကိုကြောင်းချဖို့အောက်နဲ့တိုင်မအောင်မင်းတို့နဲ့ကောင်တော့ဆောင်ကြည့်ထားလိုက်သိရှို့တော့ဝါ ဒီမှာအမေတော့ဘိုးနေဘယ်လို ဦးလေးဟေးကျွန်တော်တော်ရရှိတဲ့ရန်ကုန်မှာကျွန်တော်သွားနေတော့မလို့ဗျာ အလဲပဲလား မဟုတ်ဘူးမိုင်းကျွန်တော်ပြီးသွားနေတော့မှာ မင်းရလေကွာမင်းတကယ်ပြောနေလားဦးလေးတို့နောက်နေ ကျွန်တော်တကယ်ပြောတာပါဦးလေးဒီနေ့ကစပြီးကျွန်တော်ဘသူ့ကိုမှမစတော့မနောက်တော့ပါဘူးကျွန်တော်တကယ်ပြောတာပါ အေးကွာဦးလေးတို့လည်းငါ့တူကြောင်ကြားစိတ်แท้ကိုမကောင်းဆဆရကိဆိုင်ကွာ ဟုတ်ကဲ့ပါဦးလေးကျွန်တော်ခွင့်ပြုပါအောင်နော်ကိုနေရဲ့ကိစ္စကိုဦးလေးတို့အကူအညီတောင်းလို့ရလားဟုတ်ပြီဦးလေးဟေးဦးလေးခဏလာပါဦးကျွန်တော်ပြောကြရစီ ပြန်ပြီလေကွာလုတ်ပြန်ပြီဟာတော့ ကျွန်တော်ပြောကြရစီလို့ ပြော ဟုတ်ကိုနေရဲ့ကိုလေဦးဝဲမောင်နဲ့ဂျင်ကြိုင်တို့အဖွဲ့ကရိုက်နေပြီးတော့ဖမ်းသွားတယ်အဲကျွန်တော်ကိုယ်တိုင်တွေ့ခဲ့တာအဲဦးလေးကိုလေရဲစခန်းကိုသွားအကြောင်းကြားပြီးတော့တွားကယ်လိုက်ပါဦးဗျာကျွန်တော်လည်းခီးသွားကြရှိလို့
နင်ရလေလေတွားခံနေလာခံနေကိုငါတို့လာချက်နေပြီနင်ပြောတော့ဘယ်သူမှမဆတော့ပါဘူးဆို အမကြီးရကျွန်တော်မစပါဘူးဗျာကျွန်တော်တကယ်ပြောနေတာပါ ငါတော့မယုံရေးချမယုံဟေးမယုံရေးချမယုံ ဟေ့ဟာမင်းခီးသွားကနေကိုဗျာမလာတွေမလုပ်ပါနဲ့ကွာကိုယ့်ကိုအေးဆေးသွားသက်မှာငါတို့ကရွာမှာကြံခဲ့တဲ့လူတွေနော်မင်းစကားယုံပြီးရှောက်ပြောလို့အကုန်တိုင်ပတ်ကုန်မယ်သွားကျွန်တော်တကယ်ပြောတာဦးလေး မယုံဘူးရ ဦးလေး မကြက်ဒုက္ခပဲကွာငါပြောတာလည်းဘယ်သူမှမယုံကြဘူးနေထိုင်နေကိုနေရတော့ဒုက္ခရောက်တော့မှာ အမွေဘောဘောကြီးဟာနော်ကြီး အေးအမေဒီလေမရမလာစဘူးအလားထူးဘာလဲကန်းကြီးလမ်းလျှောက်လာကြတာဗော မဟုတ်ပါဘူးဗျာဒီမှာကျွန်တော်မိမလေးတမ်းမွေရဲ့လက်အပြည်ချင်းကချင်းစက်လေးနဲ့ထမင်းမြူလေးနဲ့စားကျင်တယ်ဆိုချင်းချင်းတက်နေလို့ပြောဟုတ်လား ဟဲ့ချင်းချင်းတက်တယ်ဆိုတော့ဥပောက်ကြိုင်းကြီးတော့အသက်ကြီးမှခလေးချီရတော့မယ်ထင်တယ်နော်မဟုတ်ပါဘူးပန်းမွေရဲ့မာကြီးကပန်းမွေလိုက်ရစားချင်ရုံမှာဘာကုံဝဲမှမရှိပါဘူးဒီလိုရအဲ့လောက်လည်းမစွမ်းပါဘူးပန်းမွေကချစ်လို့စားတာပါမာကြီးရဲ့ပန်းမွေရလည်းနော်လက်ပိုင်းတငယ်ချင်းလို့မပြောရအောင်ဘုဒ္ဓရှုတက်လေးရှောက်ပြောပြီးချစ်လို့စားတာပါလို့ပြောတတ်နေပြီ တော်တက်နော်လားအေးလပိုင်းဆိုမှလမ်းအောင်တကောင်နဲ့တွေ့ခဲ့သေးတယ်လားကိုကြီးမဲအထုပ်ပိုးတွေဆွဲလို့ဗျာသူ့တော်ရှိတဲ့ရန်ကုန်အပြီးသွားတော့မှာတဲ့ ဟမ်လက်ပိုင်းကရန်ကုန်မှာအပြီးသွားနေတော့မယ်ဘာဖြစ်လို့လဲ ဩအဲ့တော့ငါလည်းမသိပါဘူးဟာသူဒီမှာမပြောတော့လို့နေမှာပေါ့ လက်ပိုင်းကလည်းပန်းမွေတော့ဘာမှမပြောပါဘူး ဟောငါသမီးရလေကွာဒီကောင်နဲ့တော်တော်ယုံနော်အဲ့ဒီကောင်ကြောင့်လဲငါသမီးကသိတဲ့အတိုင်းပဲဒီကောင်တွဲသမျှလူအကုန်လိုက်ကြနေတဲ့ကောင် ဟုတ်တယ်ဖြစ်နိုင်တယ်အထုပ်ပိုးတွေနဲ့ကျွန်တော်တို့ရုံအောင်ကြက်သွားတာဖြစ်လိမ့်မယ်ဟုတ်လားပြီးတော့ဗာထပ်တောင်ကြက်သွားသေးတယ်ဗါတဲ့ဟွာတဲ့အမ်းမောင်တို့ဂျင်ဂျာကြီးတို့အဖွဲ့ကနေရဲ့ရိုက်ပြီးထား တော့ဟာနေရဲလေကွာအဲ့ဒီကောင်အတန်ကိုငါမကြားချင်ဘူးအဲ့ဒီကောင်သူတို့ရိုက်ပြီးခေါ်တက်ပြီးတော့ပဲခေါ်သွားကွာအဲ့ဒီကောင်ကြောင်းပြောမယ်ဆိုငါဆိုင်နောက်ဘယ်တော့မှမလာနဲ့မင်းတို့ ကျွန်တော်တော့မှလည်းကိုရမေ့သွားလို့ပါ ဒီကောင်ကနောက်ဆင်းရကွာ ပန်းမွေပြည်ကြီးကချစ်စက်လေးတွားချက်လိုက်အောင်မယ်နော်မြန်ချက်ခဲ့နော် ယောလူမောတော်ပဲကွာမင်းဒီမှာရှိမှရှိပါမလားတော့ငါစိုးရိမ်နေတာဟာရေးကြီးတော့ပြန်တယ်ဘာဖြစ်လာရလဲကွာအထုပ်ပိုးနဲ့ဘယ်သွားမလို့လဲဟာထားလိုက်ပါအဲ့ဒီကိစ္စတွေအရေးမကြီးဘူးနော်မင်းကအရေးကြီးကိစ္စပြောမလို့ကိုနေရဲဟုတ်လေဥဝဲမောင်တို့ဂျင်ကြားရီတို့အဖွဲ့ရိုက်နှက်ပြီးတော့ခေါ်သွားတယ်ငါကိုယ်တိုင်တွေးခဲ့တာကွာသူတို့ဘယ်နေရာခေါ်သွားလဲဆိုတာလည်းငါသိတယ်ရွာပြင်ကလေဟိုစက်ရုံအဟောင်းကြီးထဲမှာဟေ့ဒါမျိုးကနောက်ဆရာမလို့လာနောက်မနေနဲ့ရောမင်းရလေကွာဒါလူတယောက်ရဲ့သေရရှင်ရဲ့ကိစ္စကွာမင်းကနောက်ပါမလားဟေ့မင်းငါပြောတော့တစ်သက်လုံးမယုံရင်နေကွာဒီတခါပြောတော့မင်းကယုံပေးရအောင်ဟာအဲ့ဆိုငါတို့ဘယ်လိုလုပ်ကြမလဲအဲ့လိုတို့ကွာမင်းရွာလူကြီးတွေတွားပြီးအကြောင်းကြားနော်ပြီးအဲ့ဒီစက်ရုံလိုက်ခဲ့ငါတော့အဲ့စက်ရုံအရင်တွားပြီးတော့အခြေအနေကြည့်ထားလိုက်မယ်ဟုတ်ပြီလားစိတ်ချရအောင်မင်းတတိထဲထားအောင်လို့ရအေးပါမင်းကောင်မစိုးရင်လည်းရုံကုန်လည်းပြောအေးပါဟဲ့ငါလိုက်ခဲ့မယ်သွားလောက်ကကြည့်ပါမလို့စစ်ပြပါနော်ပြောရမလို့လုံးတော့ပေါ့ဒီကလေးချောင်းနေလို့တော်သေးရအေးပါဟုတ်တော့မင်းဘာလာလောက်တာလဲ ကျမသားမနဲ့တည်းကပြောက်နေလို့ဒီကိုရောက်နေမှာဆိုပြီးလာကြည့်တာ မလာပါဘူးလာစရာလည်းအကြောင်းမရှိဘူးအတော့သားကိုကျမတို့နဲ့မပတ်သက်ဖို့အပြက်ပြောခဲ့ပြီ မနင်းသိတာနင်းသားငါတို့နဲ့လာပတ်သက်လို့ငါသမီးအများလက်ခံရအောင်လေငါနင်းသားကိုရိုက်တာမှာယတနာနင်းရှားစရာရှားသလားဟာနင်းသားပြောက်တာငါဆိုင်လာမရှာနဲ့တခြားနေရာသွားရှာထွက်သွားအဲ့ရနာနင်းသားမဖုန်းရှင်းမလားဖုန်းဆက်လိုက်လေ ပေါက်ကျိုင်းရယ်ဖုန်းဆက်တာမရဘူးဖုန်းပိတ်ထားလို့ပေါ့ အဲ့ဒီမှာနင်ငါဆိုင်ကိုမယုံသင်္ကာဖြစ်နေတယ်ဆိုရင်နင်ဝင်ရှာလိုက်ရှာနင်တိုက်တော့ရှာမတွေ့ဘူးဆိုလို့ရှိရင်ငါဆိုင်ကိုဘယ်တော့မှမလာနဲ့ဘာကိစ္စနဲ့မှမလာခဲ့နဲ့တော့ရှာဘာလဲဟာတော်ကြတယ်ရှိအတော်ပဲဗျာနေရဲကိုအမောင်နဲ့ကြားလို့ဖွဲ့ရိုက်ပြီးဖမ်းသွားတယ်ကောင်းတယ်အဲ့ကောင်းဒီကောင်ကလည်းပြောသေးတယ်ဒီကောင်ငါနောက်နေတယ်အောင်မေလို့မင်းသေးကြလို့လားရောဟုတ်တယ် तू မနောက်ဒီချက်အထီပြောတာတောက်ကိုရွာလူကြီးတွေခေါ်ခိုင်းလိုက်တယ်လက်ပိုင်းကတော့ iPhone တော့လိုက်သွားတယ်ဗျဟုတ်ပါလက်ပိုင်းလိုက်သွားတယ်နင်တကယ်ပြောနေရလားဟုတ်တယ်တော်လေဒီကိစ္စမျိုးနောက်ဆရာတော့အထီပြောနေတာလူအောင်ဟိုကောင်လေးပိုင်းကလိုက်သွားတယ်ဟုတ်တယ် iPhone တော့လိုက်သွားတယ်ဟာဒီကလေးကလည်းဒုက္ခပါပဲကွာဒီကြာကြီးတို့အဖွဲကလက်ရဲစေဒီကောင်နာတော့မယ်ကွာဘလို့ကြမယ်ဗျာဟဲ့ငါစိတ်မချဘူးကွာအဲ့ဒီကောင်လေးရှိတဲ့နေရာငါပြစမ်းသွားမယ်လာဟေးပါ你ရွာလူကြီးကိုခေါ်ပြီးလိုက်ခဲ့ဘယ်နေရာလုံးစံကဖုန်းဆက်ကြလားခုတော်လေခုတော်ဟေ့
ကျေးဇူးပါလေရအဲ့ပြောနေတာအတိဟိုမှာဟိုတော့တော့ရုံမာလေးလူပဲဟမ်ဟာတတိရှိကျုပ်ကိုလွတ်ပေးတယ်ဟဲ့လွတ်ပေးတာညိုကြီးသားညိုကြီးစားတိုင်းမှာပဲလားဟမ်ခြိုက်သွားပြီကွာမင်းဖေတော့လည်းငါကိုယ်တိုင်တပ်ပြီးပင်လေထဲမှာငါးစာကျွေးခဲ့အဲ့တော့ကျုပ်မျိုးတက်တာခမရတော့ဟမ်ခမရတော့လူရောက်မှာခမရတော့ခမရမင်းတော့ငါးစာမကျွေးပါဘူးဟဲ့ရကြဲကြီးဆိုတော့ကြိုက်တဲ့နေရာမှာပြုတ်တယ်အဲ့တော့ခဏဆောင်ဟာဒီကောင်နဲ့ငွေနဲ့လဲပြီးရင်မင်းတို့ကောင်ဒီကောင်းကောင်းမွန်မွန်ကြိုခွင့်ရမှာပါဘယ်ရောက်မှာဘူးရောက်မှာဘယ်လိုစားပြောနေတယ်ဟဲ့လေမင်းတို့မရောက်ပါစားနဲ့တော့မင်းတို့ဘုရားချုပ်တယ်တို့တက်ကွာဒီပါဟဲ့တဘာဖြစ်ပါဦးမေဒါချစ်လို့စနေတာပါလင်းပါလင်းမဟုတ်တော့ဘူးနော်အခုချိန်ကစားနာမဲ့အချိန်မဟုတ်တော့ဘူးနော်လင်းပါငါဘောချောလို့ငါစားခဲ့နောက်ခဲ့တဲ့အားလုံးချစ်လို့စတာပါဆိုတဲ့စကားကိုလည်းအားလုံးကိုဖြေခဲ့တာပါဒါပေမဲ့ငါတတ်တဲ့ပူချစ်တယ်ဆိုတဲ့စကားတော့အစားရနောက်ခဲ့တာမဟုတ်ဘူးတော့ငါဘဝရှောင်းလုံးပါငါတကောနေတာပြောခဲ့တယ်ငါရဲ့သစ္စာစကားပါအဲ့တော့အော်ရုံးနေချင်းနေဟာအယုံမလင်းပါတော့ရှင်ကြည့်ပေးပါနော်ငါယုံမလင်းပါလူ
စားရမလို့ပြောပါဦးကွာ